ရှင်ကျမတို့ရဲ့ KL Entertainment Channel ကနေပြီးတော့ချစ်ရတဲ့ပြည်သက်ကြီးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်စိတ်ဝင်စားစရာချစ်စက်လမ်းများစွာကိုအမြဲမပြတ်ရွေးချယ်ပြီးတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့ချစ်ရတဲ့ပြည်သက်ကြီးနားဆင်ရမယ့်ချစ်စက်လမ်းလေးကစာရေးသူလာမိတ်ကဗျာရေးသားထားတဲ့မာဖီယာကင်တိုဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ထုံးစံအတိုင်းပဲအစီအစဉ်လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေအသစ်သစ်သောဇာတ်လမ်းတွေတင်တိုင်းသိရှိဖို့အတွက်ဘေးနာ notification လေးကိုလည်းတပါးလေးနှိပ်သွားပေးပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ပရိသတ်ကြီးဒီတခါနားဆင်ရမယ့်ဇာတ်လမ်းလေးကမာဖီယာကင်စတိုတဲ့ဟုတ်ကဲ့ပါရှင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လို့အခုပဲတူတူလိုက်ပါပြီးတော့စီမျောနာဆင်ပေးပါအောင်ရှင်ညို့လက်မခံနိုင်မှုတည်းညို့လက်မထက်ချင်မို့ငယ်ရွယ်နှုတ်ပြ၍လှပတင့်တယ်တဲ့ကောင်မလေးဆွေးညွတ်စင်အော်၍ပြောလိုက်တယ်ဆွေးညွတ်စင်မိဘဖြစ်တဲ့ငါတို့ကကောင်းစီခြင်းလို့စီစဉ်တာကိုမင်းဟာချင်းနဲ့ဖြတ်ဖို့စဉ်းစားနေတာလားဖားခင်ဖြစ်သူဦးရစာအာနာပါပြောလိုက်တာကြောင့်မမီပြောကူပါအောင်မျက်နှာငယ်လေးဖြင့်မိခင်ဖြစ်သူတော်မြတ်ယူနာသွားကပခုံးလေးမိရင်အကူကြီးတောင်းတယ်ဆွေးညွတ်ကြောင့်တော်မြတ်ယူယောက်ျားပြည့်သူကိုကြည်ကဘယ်လိုလုပ်မလဲဆိုတဲ့အတိတ်ပဲဖြင့်အတန်တိတ်မင်းနေတယ်ဦးရစာမိတို့များမတက်နိုင်တာကြောင့်မေမေပြောလိုက်ဟုပြန်ဖြေလိုက်တယ်။သမီးမမီတို့ကသမီးကိုကောင်းစေခြင်းလို့စီစဉ်တာလေသမီးရဲ့နောက်ပြီးမမီတို့ကအတိတ်ချက်မလုပ်ပါဘူးကွ။အဲ့ကောင်လေးကိုသမီးတွေ့ကြည့်ပေါ့။မေမေတို့ကလည်းပြောထားပါတယ်။သမီးလက်ခါမှာလက်ထပ်ဘုတ်ကိုစီစဉ်မယ်ပေါ့။သူတို့ဘက်ကအဆင်ပြေတယ်တဲ့။သမီးတွေ့ကြည့်မယ်မလား။ဒေါ်မြတ်ရွေစကားကြောင့်ဖခင်ဖြစ်သူကိုမရရအောင်ပြတ်မြင်ဟုသောအတိတ်ပဲဖြစ်ကြည်ကကောင်းပြီလေမမီပြောလို့လက်ခံလိုက်တာနော်။ပြတ်သွားရင်ညို့နဲ့မဆိုင်တော့ဘူးဟုတ်ပါပြီမနေ့ပြန်တော့တောတွေ့လိုက်နော်သမီးဖြည့်ချင်တာကိုဖြည့်အောင်လုပ်တတ်တဲ့သမီးပြည်သူကိုဦးရသာလက်မြောက်အစုံပေးရတယ်စီဝါဘတ်ဖြစ်တဲ့မိတ်ဆွေတအူကန်းလန်းလာတဲ့စကားကြောင့်ဝမ်းသာရပေမဲ့သမီးပြည်သူလောက်ရက်ကိုကြုံမြင်၍ရှင်လေရတယ်ဖြူဖွေးလွန်တဲ့ဆဲအင်းကြီးပေါ်မှာချက်သွေးရောင်နှက်ကတိုင်လေးစီကကိုအင်းကြီးဝတ်ဆင်လိုက်တယ်ကိုလုံးပေါ်မှာခံညာမှုကိုအချိန်ကြာစွာရက်ကြည့်ပြီးတာနဲ့အဝတ်လေးကမှထွက်လာခဲ့တယ်မင်္ဂလာနနခဲမှာခေါင်းဆောင်အယောက်20ခန့်ရှိ၍အင်ကြီးစင်တို့ဝတ်ထားတဲ့ယောက်ျားလေးများအယုသိပေးနေကြတယ်။ထိုထဲမှာအသက်50အရွယ်အတော်ကြီးတစ်ယောက်ထမင်ဝိုင်ပြင်ပေးနေတယ်။အင်ရကူးဆို၍တိတ်မရှိဒေါ်ကြီးတစ်ယောက်သာရှိတယ်။ဒေါ်ကြီးဒီနေ့ဒေါ်ကြီးယောက်ျားဆုံးတာ2နှစ်ပြည့်မလား။ထမင်အေးစီစာကမေးလိုက်တဲ့စင်မင်းစကားကြောင့်ဟုတ်ပါတယ်ခေါင်းဆောင်။ဒါဆိုဒေါ်ကြီးဒီတစ်ပတ်ခွင့်ယူလိုက်ဟုတ်ကဲ့ကျေးဇူးပါခေါင်းဆောင်။ထို့သူပြောကဒေါ်ကြီးထွက်သွားတော့တယ်။ထို့အင်ကြီးမှာအင်ကြီးတကယ်ဖြစ်တဲ့ကတကြောင်အသက်ငယ်ပေမဲ့ဘသူမှမမကြည့်ရတာကတကြောင်စိတ်ထားကောင်းပေမဲ့ကြားနခါရဲ့ခေါင်းဆောင်လည်းဖြစ်ရက်ဆက်ကြမ်းကြုတ်တဲ့နေရာမှာပြိုင်ဆန်းစားမရှိလောက်အောင်ဖားခင်ဖြစ်သူရဲ့အမွေကိုဆက်ခံထားတယ်စစ်ထမင်းစားပြီးပြီကျွန်းစင်မင်းခေါ်တဲ့ကြောင့်လှုပ်ပေါ်ကိုင်မဲ့ကျွန်းပြေးတာကခေါင်းဆောင်ကျွန်တော်ကိုခေါ်တာဒီနေ့ငါတွေ့ရမယ့်ကောင်မလေးကိုမြင်တွေ့လိုက်ဒေဒီပြောရင်ငါတွေ့တယ်လို့ပဲဖြစ်လိုက်ငါပြောတာသဘောပေါက်လားကျုံစကားမဆုံးခင်ပြောတဲ့စကားကြောင့်ကျုံလန့်သွားကဒါပေမဲ့တက်ကင်ကြီးကငါပြောတယ်လို့လုပ်လိုက်ဟုတ်ကဲ့ခေါင်းဆောင်တွားမယ်ကားအသက်ပြင်ထားထို့သူပြောကစင်မဲကားထွက်တာနဲ့အနောက်မှာဆက်၍ကြံကားဆဲသည့်လိုက်ခဲ့လိုက်တယ်စပင်အကောက်မျက်မှန်တက်အလွန်ဝါတဲ့ပုံစံလှုပ်ထားကကော်ဖီတောက်ရထိုင်းနေတဲ့ဆွေးညွတ်စင်အားဆိုင်အတွဲမှာလူတွေဝိုင်းကြည့်ကြတယ်အချိန်တစ်ခုကြာမှဆိုင်ရှိတ်ကားလေးဆက်လာတယ်ထိုကားထဲမှာခေါင်းဆောင်ကျွန်တော်သွားလို့ဖြစ်ပါမလားစင်မဲမြေတီတခွန်းမှမပြောခေါင်းပါညှိပြလိုက်တယ်ကျော်ကားပေါ်မှာစင်ကစိုင်နေဝင်သွားတော့တယ်စင်မဲပြောတဲ့ဝိုင်းမှာကောင်မလေးထိုင်းနေတာကြောင့်ထိုနာသွားကဒီကဆွေးကြွစင်လာဗျပြောရင်ထိုင်လာတဲ့ထိုလူစကားကြောင့်ညှို့ခနာကြီးကစင်တော်ကျမနာမည်သိတာပဲကျော်ဟာညှို့ကိုခေါင်းစားချေဆုံးကြည့်ရင်အကဲခတ်နေတာကြောင့်ညှို့ဒေါသကိုခဏဆော်၍ဒီမှာစင်မသူလဲဘယ်ရလဲကျမစိတ်ဝင်စားဘူးကျမကိုရှင်းသိပေမဲ့ရှင်းဝင်ကျမသိစရာမလိုဘူးလေဒီတော့ကျမတို့လက်ထက်မဲ့ကိစ္စလဲလှုပ်စရာမလိုဘူးအဲဒါကြောင့်ရှင်းတေဒီမေးရင်ပြန်ဖြေလိုက်ပါကျမကိုသဘောမကျပါဘူးလို့ကျမလည်းအိမ်ရောက်ရင်ပြောလိုက်မယ်ရှင်းကိုသဘောမကျဘူးလို့โอเคအဲ့လိုတော့ကျမပြန်လိုက်အောင်မယ်ဒီကိစ္စပြတ်ပြီနော်ဘိုင်ဘိုင်ဆွေးညူပြောစရာစကားကုန်တဲ့ဒီပြောကထွက်လာခဲ့တယ်ကျော်မတော့ကြောင်ကပါဇက်ဟောင်းသားဖြစ်ရင်တတိဝင်ကထွက်လာခဲ့တယ်ထိုပြည့်ပြက်ကိုချင်းကအကြောင်းရင်းကိုစင်မသဘောပေါက်တယ်ကျွန်းပြန်ရောက်လာတယ်ကျွန်းအဲ့ကောင်လေးနောက်လိုက်
ဆိုလိုက်တာနဲ့ထိုကားလေးဆွဲညွန့်တော့လိုက်ခဲ့တော့တယ်ဆွဲညွန့်ကားလေးရက်လိုက်ကတကားလောချပြီးလမ်းကြားလေးထဲဝင်၍အပဝအင်ကြီးအထူးတထဲနဲ့အတူ3တယ်လောက်ချုပ်ကဝတ်ထားတဲ့ဘောင်းမီတူကိုချုပ်ကပြက်လိုက်တယ်ထို့သူလှုပ်နေတာကိုအဝိရှိကာပေါ်မှာမှန်ချက်ကကြည့်နေသူစင်မဲတကယ်အားဆွေညွတ်တတိမထားမိပါဆွေညွတ်မျက်မှန်လေးချုပ်ကစပင်အတူလေးကိုဖေချလိုက်ခါမှသူမလာတရားလေးပေါ်ထွက်လာတယ်ထိုအခါမှအချူစာကြကြပေါင်းဆက်ထားတဲ့ဆက်စီကြလုံးနဲ့သူမခန္ဓာကိုယ်လေးသူမစပင်တက်ချကကာရထားတဲ့နေရာသို့ဥတီခဲ့တော့တယ်မောင်တော့စင်မဲပြောလိုက်တာနဲ့ချက်ချင်းဆိုသလိုကာလီထွက်သွားတယ်စိတ်ထဲမှာမင်းကိုဘလောက်ညင်ညင်မင်းကကိုယ်ပိုင်နဲ့အစုပ်လေးပဲပြီးပြီစင်မဲဆွဲညိုဆိုတဲ့ကောင်မလေးတယောက်ရဲ့အလားတရားကိုမမောသွားတယ်လို့ဆိုရပါမယ်အနက်ရောင်ကာလီရောက်စီလာ၍ခန္ဓာလာတဲ့အင်ကြီးတွေတို့စင်မင်းတကယ်ဝင်လိုက်တာနဲ့ကျွတ်ဆိုပါတဲ့တခင်လေးထိုရင်ကြီးမှာအနက်ရောင်ဝတ်စုံတဲ့လူတယောက်နှုတ်ဆက်တယ်ဒေးဗစ်တဲဒီရောတခင်ကြီးအေကန်းထဲမှာရှိပါတဲ့တခင်လေးဦးစစ်ရှင်ရဲ့လူယုံပြောတာနဲ့စင်မင်းအေကန်းမလာခဲ့လိုက်တယ်ဘလို့လဲသားကောင်မလေးကိုတွေ့ရတာအဆင်ပြေလားစင်မင်းကိုကြည့်၍မေးလာသူဦးစစ်ရှင်ရဲ့စကားကြောင့်စင်မင်းခက်ရရဲ့ပြုံးလိုက်ခါကောင်မလေးကကျွန်တော်ကိုညင်းခဲ့တယ်တေဒီဘလို့ဦးစစ်ရှင်အံ့ဩမိတယ်ခံရပြီစီးပွားရေးမှာသူ့ထမကတော်တဲ့သားကိုရကျင်တဲ့မိန်းကလေးဝိုင်းဝိုင်းနေနေသည်မှာပြောစရာမလိုပါသို့ပေမဲ့မိတ်ဆွေဖြစ်သူရဲ့သမီးဖြစ်သူအငင်းခံလိုက်ရတဲ့တာနာသွား၍မယုံသင်ကဖြင့်တေချာလို့လားဒါမင်းကညင်းခဲ့တာမဟုတ်ဘူးလားဦးဆက်ရှင်ရဲ့စကားကြောင့်စင်မင်းတဲဒီကတားကိုမယုံလို့လားဆိုတဘောဖြင့်ကြည်ကမယုံရင်ကျုံကိုမေးကြည့်ဦးဆက်ရှင်မိတ်ဆွေလည်းဖြင့်တငယ်ချင်းဖြစ်သူဦးရစာစကားကိုကြားပြီးထားတော့တာကြောင့်မယုံနိုင်စရာမရှိပါဦးစစ်စိန်အတွေးဝင်နေခြင်းဒါပေမဲ့တဲဒီကျွန်တော်သူ့ကိုလိုချင်တယ်စင်မင်းစကားကြောင့်ဦးစစ်စိန်မင်းကလေးကမင်းကိုညင်တာတောင်းမင်းကလက်မလျှော့ဘူးလားဦးစစ်စိန်စကားကြောင့်စင်မင်းထိုင်ရကထားကအဲ့လိုခက်ခဲတဲ့အရာကိုမှကျွန်တော်ကနှစ်သက်တာတဲဒီဒါပေမဲ့ဒီကိစ္စမှာနဂါကရဲ့ခေါင်းဆောင်ဦးစစ်စိန်ရဲ့သားအနေနဲ့လည်းမဟုတ်ကြာနဂါရဲ့ခေါင်းဆောင်အနေနဲ့လည်းမဟုတ်ဘူးတာမန်လူတယောက်ပမကတယောက်အနေနဲ့ပဲသူမကိုလိုက်ချင်တယ်သူမအဖေကိုလည်းကျွန်တော်ကိုယ်တိုင်သွားတွေ့ပြီးပြောမယ်အားဒါကြောင့်ဒေဒီတို့နှစ်ယောက်လုံးကျွန်တော်တို့ကိစ္စဝင်မပါပါနဲ့ဒါပဲပြောချင်တယ်စင်မဲအကြောင်းဦးစိတ်ရှိန်သေးတာမို့စက်မပြောပဲထွက်သွားတဲ့တားဦးသားကြည်နေလိုက်တယ်ကျွန်တော်ပြောချင်တာတော့ဒါပါပဲအန်ကယ်စင်မဲပြောတဲ့စကားအားဦးရစာခြေနဲ့စွာပြုံးကတမီးရစိုးတယ်မောင်ရင်ဖြစ်ပါမလားဦးရစာအမိကြောင့်စင်မဲပြောင်းလိုက်ခါကျွန်တော်လို့ရင်မဖြစ်နိုင်တာမရှိဘူးဆိုတာအန်ကယ်လည်းသိပါတယ်ဒါပေမဲ့ကျွန်တော်တခုတော့ပြောချင်ပါတယ်သူမကကျွန်တော်အပိုင်းမို့အန်ကယ်ရိုက်ဖို့နေနေတာနှုတ်နဲ့တောင်မဆူပါနဲ့အဲ့တခုတော့တောင်းဆိုပါရစေကျွန်တော်သတိပေးပြီးမှတခုခုဖြစ်လာရင်ကျွန်တော်ဘာလို့တက်တယ်ဆိုတာအန်ကယ်လည်းသိမှာပါအဲ့နေရာမှာကျွန်တော်တည်းဖြစ်နေမယ်ဆိုရင်တောင်ခွင့်မလွတ်တတ်ဘူးဗျမောင်ရင်စိတ်ချပါအန်ကယ်ကတမီလေးကိုအခုချိန်ကစပြီးသူ့ဘာလို့မပြောတော့ဘူးဘာလို့ဆိုမောင်ရင်လိုလူမျိုးကစောင့်ရှောက်မယ်ဆိုတော့အန်ကယ်စိတ်ချရပြီအနီရောင်ကားလေးဆက်ထားနဲ့ကားပေါ်မှာတချင်းလေးညရင်ညှို့ဆင်းခဲ့တော့တယ်ဧကံမဖြစ်ချေဦးရစာနဲ့လူတယောက်ထိုင်းနေတာကြောင့်ကြောင်ရက်ခါမျက်ခုံးတွင်ရင်ဘသူလဲဆိုတဲ့တွေ့ဖြင့်စဉ်းစားနေချိန်တမိလာလေဘာလုပ်နေတာလဲတော်မြတ်ယူခေါ်တဲ့ကြောင့်သူမနဲ့တူစင်မလှည့်ကြည့်မိတယ်သူမစင်မအားတစ်ချက်ပြန်ကြည့်၍မိခင်ပြည်သူစီသွားတယ်ဒါဆိုကျွန်တော်ကိုပြန်ခွင့်ပြုပါအောင်အန်ကယ်စင်မပြောပြတာနဲ့ဦးရစာကြည်ကျင်နဲ့ပြုံးကလောက်စာရှိတာကုံမောင်ရင်စိတ်ကြိုက်လောက်ပါဒါမှသူမပိုးတယ်မှာမောင်ရင်လက်ထဲမှာစိတ်ချပြီးသားပါဟုတ်ကဲ့အန်ကယ်ကျေးဇူးပါဂရုစိုက်သွားမောင်ရင်ဦးရသာစစ်မင်းအားနှုတ်ဆက်ပြီးအပေါ်တက်တက်ခဲ့တော့တယ်ထမင်းစားကမှရှိနေတဲ့တမီးပြသူဟာမြေသူများမပြောပါညို့တယောက်ဖားခင်ပြသူကိုကြည်ကကျေနပ်နေတယ်ညို့เจ้าရောက်တာနဲ့အဖွဲလိုက်တီတို့ပြောနေတဲ့တငယ်ချင်း၃ယောက်နာလာကဟဲ့ဘာတွေပြောနေကြတာလဲသူမပြုံးစစ်စီမေးတာကြောင့်လေလေသူမအားကြီးကเจ้าကိုပမကအသေးစောက်တာမင်းသိပြီလားညို့သူမစကားကြောင့်ညို့ဖိတန်တုတ်လေစားကအဲ့တော့ဘာဖြစ်လဲသူမစိတ်မဝင်စားဘူးဟုသောပုံစံဖြင့်ပြောနေတာကြောင့်တငယ်ချင်းဖြစ်သူနေကြီးဘာဖြစ်လဲလောက်မနေနဲ့အဲ့ဆရာကငါတို့မိချဆရာနောက်ပြီးဆရာကကြောက်ဆရာကောင်းတယ်တဲ့ရုပ်ကလည်းအရန်ချောတယ်ဆိုပဲဆရာကအသက်ငယ်ငယ်လေးတဲ့ငါတို့တက်ကြီးရဲ့အလွန်ဆုံး၄-၅နှစ်ပေါ့အတက်တက်ရတော့မယ်တွားမယ်လေညွတ်ပြောလိုက်တာနဲ့၄ယောက်သားထားကကြောင်မထွက်လာခဲ့တယ်တငယ်ချင်း၄ယောက်ဆိုဒီမှာကြံတရားမှယောက်ျားလေးပဲတနည်းအားဖြင့်ညွတ်ကိုချစ်နေသူဆိုလဲမမထိုလူသားနာမည်မှာကြော်စင်ထိုက်ပဲ
စင်မေကျောင်းသားများစီရာအတန်းစီဥတီလာခဲ့တယ်အသက်29နှစ်ဖြင့်ဖမကတယောက်ဖြစ်နေတဲ့စင်မင်းအားကျောင်းရှိသူများအံ့ဩကြသည်မှာသူ့အတွက်မဆန်းပါစင်မင်းစတင်ကနေဝင်လိုက်တာနဲ့မင်္ဂလာပါဆရာကျောင်းသူကျောင်းသားအားလုံးနှုတ်ဆက်ကြတယ်စင်မင်းအရှိမရက်ခါအားလုံးကိုကြည့်ရင်သူ့ပိုင်နေဆိုတဲ့ကောင်မလေးကိုမသိမသာရှာမိတယ်ခဏကြာမှတွေ့ပါပြီအဖြူရောင်ချိုင်းပြရင်စေးလေးဝတ်ထားကစပင်တဝက်အားထိတ်မှစီးထားတယ်သူ့ပင်မဲ့သူ့ဟာတစ်ချက်မှကြည့်မလာတဲ့သူမကြောင့်အားလုံးနာမီခေါ်မယ်စင်မင်းကတယောက်ချင်းခေါ်ရင်ဆက်ရင်ရှိနာမီလေးအားကြီးကလက်လေးပြင်ပုံရင်ပြုံးလိုက်ကဆွေးညွတ်ရှင်နှုတ်မှခေါ်ရင်သူ့မှာပဲကြည့်လိုက်ချင်းဘေးနားမှာကောင်းတကောင်အားစကားပြောရင်စဲနေတာကြောင့်ဒေါသထွက်စွာဆွေးညွတ်ရှင်ရှင်စူးစာရဲ့အာနာပါဝါဂိုင်းသားတွေအားပြောနေကြလေတဲ့ဖြင့်អော်လိုက်တာကြောင့်ဆွေးညွတ်ကိုလေတုံသွားရင်လက်ငါထူးလိုက်မိတယ်သူអော်လိုက်မှလက်သွားကခက်ကြောက်ကြောင်မျက်နှာလေးကြည့်လာတဲ့သူမကိုအဝေးမှကြည့်ကလေသာမလျှော့သေးတင်နာလာခဲ့ဆွေးညွတ်စင်မင်းခေါ်၍အတန်းရှိသူကြောက်ကြောက်ဖြင့်လာခဲ့တော့တယ်စင်မင်းသူမရောက်တာနဲ့မျက်ကုံးတုံရင်ကြည့်ကခဏကကိုပါပြောလဲမင်းသိလိုက်လားဘေဘီစင်မင်းကိုယ်တိုင်ဆရာလို့မတုံမဲ့ဆွေးညွတ်ကိုဘေဘီဟူသောနှမ်းစားကြောင့်သူမအံ့ဩမိတယ်မနေ့ကမှတွေ့သူကသူမဆရာဖြစ်နေတာကြောင့်သူမမရေတရေကြီးကညို့ခဏကတငယ်ချင်းနဲ့စကားပြောနေလို့မကြားလိုက်လို့ပါဆရာသူမပြောတော့အကြောင်းပြချက်ကြောင့်ကိုယ့်ကိုအကြောင်းပြချက်မပေးနဲ့မကြိုက်ဘူးနောက်ပြီးအနောက်ဘက်မှာလုံးဝမထိုင်ပါနဲ့အရှိမလာထိုင်သွားမင်းပစ္စည်းတွေသွားယူလာခဲ့ဒါပေမဲ့ဆရာအကြောင်းပြချက်မလို့ချင်ဘူးဒါအမိတ်ပဲသူမပြောလာတဲ့စကားအားစင်မင်းကြိုတွေးမိတာကြောင့်သူမစကားမစုံနဲ့ပြောလိုက်ခြင်းဖြစ်တယ်တစ်ဆက်တည်းပင်အားလုံးပဲဆရာတခုပြောခြင်းနဲ့အခုဆရာချပေးတဲ့နေရာမှာဆွေးညွှတ်ရှင်ရှိမနေပဲတခြားနေရာမှာရှောက်နေရင်ဆရာကိုချက်ချင်းလာပြောကြားလားဟုတ်ကဲ့ဆရာစင်မင်းစကားဆုံးတာနဲ့အားလုံးဖြေလိုက်ပေမဲ့မျက်နှာစူပေါ်ပေါ်ဖြင့်စောင်းအားကရှောက်လာသူဆွေးညွှတ်ပဲတိတ်ချစ်စရာကောင်းတဲ့သူမကြောင့်စင်မင်းပြောမိတယ်ဘယ်လိုလူချင်းမှလည်းမသိဘူးလူကိုသူ့လက်အောင်ငယ်သားကြာနေတာပဲအမေအာနာတန်ကြီးနဲ့စိတ်ညစ်ပါတယ်သူမပါဇက်ကပွားစီတီလိုပြောနေတဲ့အတန်အားစင်မင်းအာယုံစိတ်နာထောင်ကစိတ်ထဲမှာကိုကမင်းကိုတက်လို့မင်းကိုချစ်မဲ့လူကြီးစင်မင်းသူမကိုစတွေ့မိချိန်ကစပြီးသူမပုံစံလေးကိုအသေးရမိတာပဲသူမရဲ့အပြုံအားမြင်ရရင်ပျော်ရွှင်နေတာမျိုးသူမရဲ့လှုပ်ဆောင်ချက်တိုင်းအားချစ်နေမိတာမျိုးပဲအတန်းပြီး၍အလုံးထွက်သွားချိန်ညို့နာလဲလဲလိုရှောင်းလာခဲ့တယ်ညို့အားကြည့်ရင်နေကြည့်ညို့နင်းနဲ့ဆရာကအသီးတွေလားဆွေညို့သူမတို့အားမကြည့်စာအုပ်ထင်ရင်သာမသိပါဘူးဟာမသိဘူးဆိုရင်ဆရာကမင်းကိုဘာလို့အရှိပြောင်းခိုင်းတာလဲချက်ချင်းကြီးလဲလဲစကားကြောင့်သူမတပြင်းချကမသိတော့ပါဘူးကွာငါစိတ်ရှုပ်တာပဲသိတယ်သူမစိတ်ရှုပ်တယ်ဟူ၍လဲလဲနေကြီးမင်းတို့ကလေညို့တယောက်ထဲနေပါစေဒါနဲ့ငါမင်းတို့ကိုပြောစရာရှိတယ်ကျော်စင်တဲ့စကားကြောင့်အားလုံးအကြီးကသူ့အားတပြိုင်နဲ့ကြည့်လာကြတယ်ကျော်စင်ထိုင်ဆွေးညို့အားတစ်ချက်ကြည့်ရင်နေကြည့်ပဲလေကငါနေကြည့်ကိုချစ်တယ်တောင်ရောက်သားမတင်မက်တဲ့စကားကြားရ၍မျက်လုံးပြူကုန်တယ်သူ့ပေမဲ့ဆွေးညို့အော်မှုကိုတင်ကငြိမ်နေလိုက်တယ်နေကြီးငါးချက်ကိုလက်ခံမင်းမလားနေကြီးကောင်းညင်လိုက်တာနဲ့လဲလဲပေးနာကကြည့်ကတငယ်ချင်းအကုန်ယူနေတယ်ဆွေညွတ်ပစ္စည်းသိမ်းပြီးတဲ့နဲ့နေကြီးလဲလဲငါအိမ်မှာကိစ္စလေးရှိလို့ပြန်နေပြီနော်သူမပြောပြတာနဲ့ချက်ချင်းထွက်လာခဲ့တယ်ထွက်သွားတဲ့သူမအားကြော်စက်ထိုက်ကြည့်ရင်စိတ်ထဲမှာကိုတောင်းမှမာတယ်ညို့မင်းနဲ့ကိုကမဖြစ်နိုင်လို့ပါကိုနားလေပေးပါကိုချစ်ကိုဘုံခွင့်ပြီလို့ကိုခွင့်မလွတ်ပါနဲ့ကွာဆွေညွတ်အတိပတိလမ်းမထမှာလေးလံစွာရှောက်လန်းကစိတ်ထဲမှာငါဘာလို့အဲ့လောက်ခန်းစားနေရတာလဲကိုမချစ်လို့မှတခြားလူကိုရွှေ့တာကိုဘာလို့အဲ့ရင်ဘက်ကနာကျင်နေရတာလဲဘာလို့လဲစီးကြလာတဲ့မျက်ရည်များအတော့ရင်နှုံပါလဲကိုဘေးဘက်ကဘာလို့အဲ့လောက်နာကျင်နေရတာလဲကိုညို့လေနေကြည့်အတွက်ပြောရမှာကိုဘာလို့မျက်ရည်ကျနေရတာလဲကိုညို့ယူနေပြီထင်တယ်နော်သူမဆိုရင်ပဝန်းကျင်အားကယူမဆိုင်နိုင်မှာအခုလိုနာမည်ကြီးတတိလေးစင်မင်းတခင်ကကျွန်တော်တို့ကြောင့်ကိုဆရာဖြစ်ဆောင်လာမယ်လို့တော့မထင်ဘူးဗျာကျောင်းပြောတဲ့စကားကြောင့်စင်မင်းပြောကကျွန်တော်ကိုစင်မင်းလိုပဲခေါ်ပါဆရာကြီးနှစ်ယောက်သားရင်မောကြတယ်ဒါနဲ့မောင်စင်မင်းကဘာကြောင့်ဆရာနဲ့တွေးချင်ရတာလဲဆရာကြီးစကားကြောင့်စင်မင်းခပ်ပြုံပြုံရှိကကျွန်တော်ကိုဇွဲညွတ်ရှိတဲ့အခန်းရဲ့အတန်းမှန်အဖြစ်ခန့်ပေးလို့ကျေးဇူးပါဆရာကြီးနောက်ပြီးဇွဲညွတ်ကကျွန်တော်လက်ထက်မဲ့မင်္ဂလိဖြစ်နေလို့ပါဟေးဟုတ်လားဒါဆိုကောင်းတာပေါ့ဆရာတငယ်ချင်းရာစားလဲပျော်နေရောပေါ့ကောင်းတယ်စင်မင်းဆရာကြီးနဲ့စကားပြောပြတာနဲ့မပြတ်ခင်
သူမအားတွေးချင်တာနဲ့ကြောင်စာပတ်လာခဲ့တယ်။ကျောင်းထဲသို့ဝင်လာတဲ့ကားတစ်စီးဟွန်းဆက်တိုင်တီးနေတာကြောင့်စင်မလှည့်ကြည့်လိုက်ရာကားရှိကျောင်းရုပ်ကြီးဘက်မှရှမ်းနေတဲ့ဆွေးညိုအားမြင်၍ဖေးပြီးကားအစိမ်ပြင်းလာတာကြောင့်ပရိတ်မောက်ခင်စင်မသူမအားဆွဲလိုက်မှကားရသွားတယ်။ထိုကားထဲမှာလူတယောက်ကြောင်ဝင်နေမှဘယ်လိုရှောက်နေတာလဲစိတ်မရှိကမ်းမရှိအဲ့လောက်သိချင်လဲကို့ဘာသာတတ်တယ်လိုက်စောင်းလို့ရှောက်တယ်စင်မထိုးလူအားတတ်ချင်မိမယ်သူ့အားမျက်ဝန်းအိမ်မှာမျက်ရည်များဝဲကကြည့်နေတဲ့သူမမျက်ဝန်းအားကြည့်ရင်ဖေးပြီးရှားရလားစင်မအမေကြောင့်သူမကြောက်တယ်ကူသူ့ဟာတင်းဖက်ကနှုတ်မှာကူလို့ကြွ၍မိုးနေတဲ့သူမအားစင်မဖတ်ထားရင်စိတ်ထဲမှာဘေးကကူလဲဟုပြောရင်ဒေါသထွက်မိတယ်သူ့ပေမဲ့ငိုယိုနေတဲ့သူမကြောင့်စစ်ဒေါသများပျောက်ဆကုန်တယ်စင်မကြောက်လာနေတဲ့ဆွေးညွှဲရဲ့ပကောအကိုင်ကဖေးကိုရှိတယ်လေဖေးသတိထားပါအောင်မကြောက်နဲ့တော့နော်ပြောကမှအတိစိတ်ဝင်လာတဲ့သူမပကောအကိုင်ထားတဲ့စင်မလက်ကိုပုတ်ချကခက်ခွာဆုပ်ရင်တောင်းပမာတယ်ညွတ်ကြောင့်ဆရာကိုအနောက်ဆက်ပေးတယ်လို့ဖြစ်သွားတယ်ကြီးသူပါဆရာဦးရှင်စင်မသူမခေါ်တဲ့ဆရာဆိုတဲ့နတ်စားကိုမကြိုက်၍ပြောလိုက်ချင်မှာနားမလဲစွာကြည်လာတဲ့သူမစေသူချစ်တလန်တို့ကသူမခါသေးတယ်အားလှမ်းဖက်ရင်ဦးလို့ခေါ်ပြီးလေတိုးစရာနေရာမရှိအောင်ကတ်နေတဲ့ခန္ဓာကိုယ်နှစ်ခုသူမစင်မွားများနေဝင်တဲ့အထိတင်းကျပ်စွာပတ်ထားတဲ့စင်မလက်မလုံးမြောက်ရန်ရှုပ်ကန်နေတဲ့သူမအားကြည်ရင်စင်မပုံဝန်းစဉ်ကိုကြွမဆိုင်ပြုံးနေတယ်အတင်းမယုံမှနဲ့ပြီးဘေးနာကကြည်နေကြတဲ့လူများနဲ့စင်မပြုံမှုကြောင့်ဆွေညွမျက်နှာများနှီးမြန်းကဆက်သွေးပြရင်ညို့လွတ်ပါဆရာသူများမြင်လို့မကောင်းပါဘူးသူမပြောကြောင့်စင်မပုံဝန်းစဉ်ကိုခဏကြည့်ပြတာနဲ့ကိုကြွမဆိုင်ဘူးဘေဘီသားကိုခေါ်ခိုင်းတယ်လို့ခေါ်ရင်လွတ်ပြီမယ်ဘယ်လိုလဲဘယ်လိုမှညင်ဆုံရင်မရတဲ့စင်မအားဆွေးညွှချင်းရဲ့တိတ်တိတ်လေးချစ်နေရသူကြောင့်နာကျင်မှုကိုပုံပြဖို့ကအဲ့လိုမလုပ်ပါနဲ့ညို့တောင်းမှမာတယ်ဆရာညို့ဆရာကိုမခေါ်နိုင်ဘူးဆရာချက်ချင်းဆိုတယ်လို့ငိုချလိုက်တဲ့သူမကြောင့်စင်မပြန်ရခတ်စွာဟာဘေဘီဟာမငိုပါနဲ့ကိုတောင်းမှမာတယ်ဘေဘီမခေါ်ချင်မခေါ်နဲ့နော်ဘေဘီနော်စင်မကြောင့်မှဆိုင်ဝတ်တန်းလေးဖြင့်မျက်ရည်ဝဲဝဲလေးကြည်လာတဲ့သူမမျက်ဝန်းအားစင်မရကြည့်ရင်အသေးစားလာကမသူမဖာပြလေအားနှက်ဆိုင်လိုက်တယ်ချက်ချင်းဆိုသလိုညိုလန်ကအနက်ကန်ရတဲ့ပါးလေးဟာအုံရင်ထွက်ပြေးသွားတယ်သူ့အားလှည့်မကြည့်ပဲထွက်ပြေးသွားတဲ့သူမကြောပြလေအားစင်မရကြည့်ကနာမည်လေးလိုက်အောင်ကိုညှို့ယူနိုင်တာပဲဘေဘီစင်မတွေးနေချိန်ကျွံရောက်လာကပြုံးနေတဲ့စင်မအားကြည့်ရင်ကောင်းဆောင်ပြောတော့မမလေးကိုမတွေးချင်ဘူးဆိုအခုတော့ဘလို့ဖြစ်စင်မသူမထွက်သွားတဲ့လမ်းလေးအားဆက်ကြည့်ရင်ဘေဘီကစားကလေးကငါနှလုံးသားကိုခိုးသွားတာစင်မစကားကြောင့်ကျုံမျက်ခုံးတစ်ပတ်တွန်းကအလေငါတို့ကောင်းဆောင်ကတော့ဟေးကြွေတော့လေတဲပါလားစင်မမြေသိစကားမှမစိုးတော့ပါဆွေညိုကားရပြီးတာနဲ့အိမ်ထဲသို့ဝင်လာခဲ့တယ်ထို့ချင်းသမီးဆွေညိုလာအောင်သူမအားလန့်ခေါ်နေတဲ့ဥရစာအတန်းကြောင့်သူမအေကန်စီလာခဲ့တယ်သူမထိုင်လိုက်ခါဘာပြောမလို့လဲတဲဒီစပွဲပေါ်စီမုံများကိုဥရစာပြကဒါတွေတဲဒီတငယ်ချင်းရဲ့သားစီသွားဖို့ပဲဥရစာစကားအားသူမမထင်မျက်မြင်ပြူကမသွားဘူးတဲဒီမသွားဘူးတဲဒီပဲသွားဖို့ပြောရင်ထားလိုက်တာနဲ့ဥရစာပြန်ထိုင်စမ်းဆွဲညွှတ်စင်ဒါလေးတော့ပူရတာမပင်မဘူးသွားဖို့ညမသွားချင်ဘူးလို့ပြောပြီးပြီလေလုံးဝမသွားဘူးမတော်အသေးတဲ့သမက်စီသွားဖို့အတင်းညံကန်နေတဲ့သမီးဖြစ်သူအားကြီးကကောင်းပြီလေဒါဆိုလည်းမသွားနဲ့တင်းနေပြီလို့ဘွဲရမှာကိုမလို့အရင်စိတ်ကြိုက်လို့လိုက်နောက်ပြီးကတ်ထရပိုက်ဆံတွေတပြားမှသုံးဝင်မရှိအောင်ပိတ်လိုက်မယ်ဟာတဲဒီဆွေးညွှတ်ဘွဲရဖို့ကြိုးစားပြီးမှဘွဲမရမယ့်အဖြစ်ကိုမလို့လားတာကြောင့်ပေးကွာပေးပို့ပြီးရင်ပြီးတာပဲမလားသူမစိတ်တူကစောင်းအောင်ရင်ထွက်လာခဲ့တယ်အဲ့ကောင်ပဲမလဲစင်မမေးလိုက်တာနဲ့မြေရောက်ခါမှာပါကောင်းဆောင်ကျွန်းပြောပြတာနဲ့စင်မသွားတဲ့နောက်ကိုလိုက်ခဲ့တော့တယ်စင်မလျှောက်တာနဲ့ပတ်လိုက်စင်မရဲ့မဲကြောင့်ကျော်ရှေဘုံကန်ကထိုလူရဲ့မျက်နှာကိုပတ်လိုက်တယ်ထိုလူတတိယတာနဲ့ကောင်းဆောင်ကျွန်တော်မတက်ပါနဲ့ကောင်းဆောင်ထိုလူကြောက်ကြောင်နဲ့တောင်းပန်မိမယ်စင်မအသက်ရှိတဲ့ခုံမထိုင်ကအဲ့လောက်မရက်ဆက်တဲ့ရင်ငါကောင်းဆောင်ဖြစ်မနေဘူးနေနော်မင်းတို့ငါတတိပေးပြီသားငါအတွက်စွညောက်ခလုတ်တွေကိုရက်ဆက်စွာရှင်းတတ်တယ်ဆိုတာမင်းသိတဲ့နဲ့
ငါ့ကိုတစ္ဆာဖောက်တယ်အဲ့တော့မင်းလိုလူမျိုးကိုငါဘာလုပ်တယ်လဲမွေးရစီဝါနဲ့လူကုန်ကူးမှုကိုကုမ္ပဏီနောက်ွယ်မှာပြုလုပ်ရင်ကြီးပွားနေတဲ့စင်မအတွက်ငွေကြီးရေးဆုံးရှုံးမှုကမပြောပါတော့ပေမဲ့အပွဲကိုတစ္ဆာဖောက်ပြီးတခြားခိုင်စားဖို့လမ်းပေါက်ပေးတဲ့ထိုလူအားစင်မပေးလိုက်တဲ့အဖြစ်ကသိတာပင်ဖြစ်တယ်စင်မထိုလူပါဇက်ကိုပိတ်ခါလေပင်ကိုဒါပင်လှီးလိုက်တယ်ခဏကြာမှထိုလူအသက်ထွက်တယ်စင်မသွေးပင်နေတဲ့လက်များနဲ့မျက်နှာကိုစီးကြောရန်သားစင်တန်းသို့ဝင်ခဲ့တယ်ဆွေညုကြေပြန်းနဲ့ဝင်ကြည့်တဲ့သူကားဝင်မောင်းလာရင်ကားထဲမှာထွင်ကြီးကိုကြည့်မိတယ်ခဏကြာမှသူ့ကားပေါ်မှာဆင်းလိုက်တယ်သူမဆင်းတာကိုကြုံမြင်၍ချက်ချင်းအပေါ်ရတက်ကခေါင်းဆောင်တကားတို့ရင်အသေးတန်အော်ခေါ်နေတဲ့ကျွန်ကြောင့်စင်မစိတ်မရှိသွားတကားဆွဲဖွင့်ရင်ဘာလဲကြောင့်ငါဒီမှာမမလေးကြောက်နေတဲ့ခေါင်းဆောင်ဟမ်စကားမဆုံးခင်ပြောလာတဲ့ကျွတ်စကားကြောင့်စင်မအံ့ဩမိတယ်စင်မငြိမ်နေတာကြောင့်ဆရာကလည်းသူ့ကလေးလျှောက်တာနဲ့တည်နေလားမသိဘူးအခုဘယ်လိုလုပ်မလဲဆရာကျွတ်စကားကြောင့်စင်မအသိဝင်ကမေးကြည့်ဖြည့်ရှင်းထားလိုက်ငါခဏနေစင်းခဲ့မယ်ပြောရင်စင်မကပိတ်ကအမြန်ပြန်စင်တော့တယ်ကျွန်းရောက်လာတာနဲ့ဆွေညိုထားကဒီမှာတေရီယာရှေ့အတွက်ပို့ခိုင်းလိုက်လို့လာပို့တာရှေ့ကိုအပြင်းညင်ဖို့ညှို့ပြောပြီးသားရှင်းပါလို့မငင်းတာလေကျမချစ်သူရှိတယ်သူမရဲ့စကားကြောင့်ကျွန်းရှင်းပြဖို့စကားပြောင်းနေတယ်သူပေမဲ့သူမနောက်ဆုံးစကားကြောင့်မမလေးမချစ်သူရှိတာကျွန်တော်စိတ်မဝင်စားဘူးဘာလို့ဆိုမမလေးနဲ့လက်ထရမှာကျွန်တော်မဟုတ်ဘူးကျွန်းရဲ့စကားကြောင့်သူမအနေငယ်တွေ့ဝေသွားတယ်ထိုလူကိုသိချင်၍ဒါဆိုရှင်ကဘာလို့ကျမကိုလာတွေ့တာလဲသူမရဲ့အမေကြောင့်ကြုံမဖြစ်ခြင်းပဲဖြေရအောင်မယ်ခေါင်းဆောင်ကမမလေးကိုတွေ့ခိုင်းလို့ပါသူမကိုစော်ကားသလိုဖြစ်နေတဲ့အပြုမှုကြောင့်ဆွေညိုဒေါသကြီးသွားဒါဆိုဘာလို့လဲအော်လိုက်တာနဲ့အဲ့ဒါကိုပဲအတန်ကြာရဆွေညိုလှည့်ကြည့်လိုက်တော့တယ်ဆွေညိုနောက်မှာထွက်ပေါ်လာတဲ့တန်ကြောင့်လှည့်ကြည့်တာဆရာကဘယ်လိုဖြစ်ပြီးတီကိုရှောင်းနေတာလဲသူမနားမလည်ရင်မေးကမှစင်မတုံငနေပြုံးကဒါကိုယ်လေးချတဲ့ပြောကမှသူမမျက်လုံးလေးပြူကဒါဆိုဆရာကအရေးပြလို့မှအကောင်မမြင်တတ်တဲ့သူမကြောင့်စင်မသူမနာနာမျက်နှာကက်ခါကိုကမင်းကိုစားတော့မဲ့ချတဲ့ရခင်မလားနှစ်ကိုကြလေးသားဖြစ်ပြောတဲ့စင်မင်းကြောင့်ဆွေးညွှန်ချက်တိထားမိတယ်အပြက်ပြောမိဟုသောစိတ်ကိုမလျှော့ဒီမှာဦးစင်မင်းတကယ်ညို့ရှင့်ကိုလက်မထက်နိုင်ဘူးတခါလေပြောလိုက်မယ်ညို့ကယောက်ျားတွေကိုစိတ်ဝင်စားဘူးမိန်းကလေးတွေပဲစိတ်ဝင်စားတာပြီးတော့ညို့မှာချစ်သူရှိတယ်အဲ့ဒါကြောင့်ရှင့်ကိုလက်ထပ်ဖို့ပြတ်သိမ်းလိုက်ပါဟုတ်လားသူမပြောတာကိုဂရုမစိုက်ဘူးတော့ပုံစံဖြစ်ပြန်တော့ပြန်လာတဲ့စင်မဲကြောင့်ဒေါသအလေးလေးထွက်မိတယ်စင်မဲသူမကိုလေးအားလျှက်တပြက်ဆွဲကစိတ်ဝင်နေထင်ရင်ကိုကတော့မင်းနဲ့လက်ထပ်ဖို့လက်ခံတယ်ဘာလို့ဆိုမင်းလေးကကိုယ်နှလုံးသားပိုက်ရှင်လေးမို့စင်မဲပြောတာကိုနားမထောင်အတေယုံကလက်ထက်မှာလူမျိုးရဲ့ကြိုးစားနေတဲ့သူမအားကြီးကနေစီအောင်နှက်ခတ်ပူပူလေးအားနမ်းလိုက်မှညှိကျသွားတဲ့သူမညှိတက်နေတဲ့သူမနှက်ခတ်လေးအားရစွာနှမ်းပြီးမှလှုပ်ပေးလိုက်ကရှက်သွေးဖြားနေတဲ့သူမအားကြီးရင်ချတဲ့ပြန်မမလားကိုလိုက်ဖို့ပေးမယ်လေစင်မနမ်းလိုက်တဲ့နှက်ခတ်လေးအားကာရင်ညှိတက်နေတဲ့သူမစင်မင်းမိကမှဒေါသမျက်လုံးများပဲကြည့်ကမလို့ဘူးပြန်တက်တယ်ရှင့်လို့သူများအားမကိုဘူးဒေါသထွက်တာလေးကတမျိုးပဲချစ်စရာကောင်းနေတဲ့သူမအားရှေ့ချင်းရွေးမရအောင်ထိန်ကကောင်းပါပြီဒါဆိုလေကောင်းကောင်းပြန်နော်ကိုချစ်စနေလေးမွတ်စင်မဲအသေးရရွေးစားကမှခြေပနောက်ဆောင်ကထွက်သွားတယ်ကျော်စင်မဲရဲ့ပြအားကြည့်ရွေးစေကခေါင်းဆောင်ကတော့အချစ်ချင်သလားမမေးနဲ့ကျွန်တော်တော့အားကြလာပြီသူမပြောသွားတဲ့စကားအားစင်မဲတွေးမိကကျော်ကလေးစီမှာရေးသားရှိမရှိအခုဆောင်သားပြီဗျာခေါင်းဆောင်အခုကနေစက်ဘက်ကိုပစ္စည်းပို့ဖို့ရှိသေးတယ်လေစနေလောင်လေးအကြောင်းတီးချင်စိမ်များနေတဲ့စင်မင်းအလုပ်ကိစ္စလေးတွေပါမေ့ကုန်တယ်။အော်အေးဟုတ်တာပဲဒီကိစ္စပြင်ငါသိချင်တယ်ဟုတ်ကဲ့ကန်တင်းမှာအတူထိုင်းနေတဲ့လဲလဲကိုစင်ညိုတတိမထားမီနှက်ခမ်းလေးကိုင်ကမနေ့ကဖြစ်ပျက်လေးတွေကိုတွေးမိတော့အမလီကလာစင်ညိုတော်သားထွက်ကစပွဲကိုထူလိုက်၍လဲလဲရလှမ်းကလာတာမိတယ်အမလီမချောရဲ့လှမ်းလိုက်တာတကယ်ပဲဖြည်းဖြည်းလောက်ပါဘေးကလူတွေကြည့်ကုန်ပြီကြည့်ပေါ့ဘသူ့ကိုဂရုစိုက်ရမှာလဲဘူကလာဖြေးနေတဲ့ဆွေညိုကိုလှက်လက်လန်နေဆွေညိုပြောနေတဲ့သူမတို့အားချောင်းချင်နေတဲ့ကျုံကိုတွေ့ရဲ့ချက်ချင်းဆိုသလိုလဲလဲနာသွားကတဲရလေကွာမောင်ကချစ်လို့ပြောတာလေစိတ်မဆိုးနဲ့နော်ဟာပါအောင်
ဇွဲညွတ်ဖြစ်ပြနေတာကိုလဲလဲနားမလည်နိုင်ကြောင်းကြည့်ကသူမခွတ်ချွေတဲ့လက်ဖက်တော်လေးကိုစားပြီးတာနဲ့ညွတ်နင်ဘာပြစ်နေတာလဲဘေးကလူတွေကြည့်ကုန်ပြီစားကောင်းလာတဲ့ညနေကျရင်မောင်တို့ရုပ်ရှင်သွားကြည့်မယ်နော်လဲလဲပြောတာကိုမကြားဟန်ဆောင်ကဆက်ပြောနေတယ်ခဏကြာမှကျွန်းထွက်သွားတာနဲ့ချက်ချင်းဟိုတီလိုမလွယ်ပါလားလဲလဲသူမအားချေကညွတ်နင့်ကငါနားမလဲတော့ဘူးဟာလဲလဲနင်ငါချစ်သူဖြစ်ဟန်ဆောင်ပေးပါလားဟာနင်ကလေမဖြစ်ပါဘူးငါချစ်တဲ့လူတည်းရဲ့ငါ့ကိုမချစ်ဖဲနေမှာပေါ့မဖြစ်ဘူးမလုပ်နိုင်ဘူးလဲလဲစီမှာခရက်ရှိတာကိုသူမကြားဘူးလေဘသူဆိုတာတော့သူမမသိနင်ကလေလောက်ပါဟာငါအခက်ခဲဖြစ်နေလို့ပါမင်းမမကူညီရင်ငါသေလိုက်မယ်ဘာမို့လို့အဲ့လောက်ဖြစ်နေရတာလဲညို့ငါပြောပြမယ်ဟာတီလိုကွာတီလိုအဲ့လိုပဲဟာနင်ကလေလှုပ်လိုက်ရင်တက်လွယ်ကြီးပဲအဲ့ကိစ္စဦးလေးနဲ့တော်တော်သေးရင်ဘယ်လိုလုပ်မလဲပြောရင်စက်သိန်းထားလာပြီနင်ကလေဟာကြောက်မနေပါနဲ့ငါတယောက်လုံးရှိတာကိုအေးနင်ရှိနေလို့ကိုကြောက်တာလှုပ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင့်စက်ကောင်မနင်တော့မဟုတ်လို့လားထားလိုက်တော့ကုညီမေမလားအေးကွာကုညီမေဒါပေမဲ့ငါကလည်းမင်းရင်တော့နင်ဖြစ်ရှိပြီအေးပါနင်ကလေအဖြစ်သေးတာသေးမှာပေါ့တီတယောက်လေးရှိတာခေါင်းဆောင်ဘာတို့လဲကျုံမမလေးမှာရီးစားတကယ်ရှိတယ်ခေါင်းဆောင်ဒါနေ့လေဟာကျွန်တော်ပုံနဲ့ရိုက်ခဲ့တဲ့ပုံလေးပါကျုံဘုံကိုစင်နေယူချီကဟိုဘက်ကကောင်မလေးကဘာတို့လဲကျုံအဲ့ဒါတော့ကျွန်တော်မသိဘူးခေါင်းဆောင်ကလေးမချစ်သူရှိတာသိရရင်ရှာပြီကြံတာမလို့ဘူးဟုတ်ကဲ့ခေါင်းဆောင်ကျွန်တော်ကိုခွင့်ပြုပါအောင်နေအောင်ကျုံထွက်သွားဖို့ပြင်နေကျွန်းဟာကြီးကမင်းပြန်လာတာမျက်နှာလည်းမကောင်းပါလားဘာလဲမင်းကြိုက်နေတဲ့ကောင်မလေးကညင်းခဲ့လို့လားမဟုတ်ပါဘူးခေါင်းဆောင်အေးအစင်မပြေရင်ပြောမင်းကောင်မလေးကိုငါပြောပေးမယ်ပြောတာထွက်သွားတော့လက်ပြကမှကျွန်းထွက်လာခဲ့တယ်ကျွန်းစိတ်ထဲမှာကိုမင်းကိုအရင်ချစ်တယ်ဆိုတဲ့စကားကိုမင်းလေးချအောင်ပြောချင်လိုက်တာကလေးငယ်အခုတော့မင်းမငါမဟုတ်တဲ့တခြားတယောက်နေလားတွေးကတမ်းမထိုင်ကငိုနေတော့တယ်အန်တီမေကျွန်တော်ပြန်တော့မယ်ကျွန်တော်မီလေးဆိုသူကိုနှုတ်ဆက်တယ်တော်မီလေးမှာကျိုးအမေရဲ့တငယ်ချင်းပဲကျုံမိပါမရှိတော့တဲ့နောက်ပိုင်းတော်မီလေးကသာပြုစုပြိုးထောင်ပေးတယ်အေးကွယ်နောက်ဆိုလည်းမကြခဏလာတော့တာအိမ်တကားစီဥတီရင်စကားပြောကရှောက်လာခဲ့တယ်ဟုတ်ကဲ့ပါကျွန်တော်လာမယ်နော်အန်တီမေလာမယ်ဆိုပြီးမလာပဲမနေနဲ့အောင်တော့ကြမင်းညီမစိတ်တုန်နေလိမ့်မယ်ညီမဆိုတာနဲ့နေလေအဖြစ်ကိုပြန်တွေ့ကမျက်နှာညှိုးနေတယ်အိမ်ထဲသို့ဝင်လာတဲ့ကားလေးကြောင့်ကျုံကိုယ်စိတ်ကိုပြန်မြင်ကနေလေတယ်သူကပေါ်မှာဆင်းလာသူလေဟာကုစောင်းနေတယ်လေကျွန်းနာပြေးလာကပြောတာနဲ့ကျုံပြောလိုက်ရင်ဟုတ်တယ်ငယ်လေးစကားလေးတန်းအစင်အားနဲ့မတူတာကြောင့်လဲစိတ်ထဲကတိကအောင်ဖြစ်မိတယ်ကဲမင်းညီမလည်းရောက်လာပြီဆိုတော့စကားပြောကြအောင်အန်တီလည်းအပြစ်သွားလိုက်အောင်မယ်ဟုတ်ကဲ့နှစ်ယောက်ပြန်သူဖြေးလိုက်ခြင်းပဲကုလာချန်နေသွားရအောင်လဲကျွန်းလက်ကိုစေကခေါ်ထားတယ်ကျော်အလိုက်တင်လိုက်သွားတော့တယ်အိုးတီတဲ့နေရာရှောက်တာနဲ့လဲကျွန်းနာကအနာခံနဲ့ထိုအခါမှာကျွန်းနှလုံးကိုမြန်လာရောလှန်လာရောပေါင်းစည်းကဘာလောက်တာလဲထို့သူ့အောင်မှာလဲဆက်လိုက်ကကုအရက်တောက်လာတဲ့တင်ပြီးအနက်ခံချတာပါနော်ထိုအခါမှာကျွန်းလဲအဝတ်စားကြောင့်ဘယ်ကပြန်နေတာလဲငယ်လေးလဲရဘယ်ကပြန်မှာလဲကုရဲ့တငယ်ချင်းနဲ့ရုပ်ရှင်ကြည့်ပြီးပြန်လာတာပါနော်ပြုံဖြစ်ရင်ပြောပြနေတဲ့လဲအားကြီးကငယ်လေးမင်းမချစ်သူရှိလားမရှိပါဘူးကျွန်လဲအားမင်းကိုကြည့်တယ်လို့ကြည့်နေတာကြောင့်ဘာလဲကုကငယ်လေးကိုမရှုံဘူးလားမဟုတ်ပါဘူးငယ်လေးရဲ့ကုကရှုံပါတယ်ကျွန်းစရာရုပ်ချမှုရတာကြောင့်လဲကပြုံးကအဆုငယ်လေးကိုချစ်လားလဲချစ်ချင်မေးလိုက်တာကြောင့်ကျွန်းရဲ့နှလုံးသားလေးခုန်ပေါက်နေတယ်ကုလားအင်းပေါ့ကုကိုမမေးလို့ငယ်ကဘသူ့ကိုမေးရမှာတော့ကလေးတယောက်လိုကျွန်းနေပြောနေတဲ့လဲကြောင့်ကျုံမျက်နှာများနေရကငယ်လေးကလေးမဟုတ်ပဲယောက်ျားလေးတယောက်ကိုအဲ့လိုမမေးရဘူးကုနေရာမှာတခြားလို့ဆိုငယ်လေးဘာဖြစ်မယ်ထင်လဲအနမ်းခံရမှာပေါ့ဟင်ငယ်လေးပြောင်းဆက်ပြောနေတဲ့လဲကြောင့်ကျုံအွန်လိုက်ခြင်းပဲတော်မင်းလည်းရမဖြစ်ချင်ဘူးကုပြန်မင်းပြောရင်လက်တွက်သွားတဲ့ကျုံကြောင့်ကုငယ်လေးကိုချစ်ဖို့ပေါ့ငိုတံပါပြန်အော်ပြောလိုက်တဲ့လဲကြောင့်ကျွန်းချက်ချင်းပြန်လာကကုငယ်လေးကိုချစ်ပါတယ်ဒါပေမဲ့ငယ်လေးကိုချစ်ကိုမခံနိုင်မှစိုးရိမ်တယ်ဒါပေမဲ့ငယ်လေးကုကိုချစ်တယ်လေလဲရဲ့စကားကြောင့်ကျွန်းစကားများပြောင်းစကုန်တယ်
ငယ်လေးရဲ့ပြောကလေးလေးနှက်ခမ်းလေးအားစားသုံးလိုက်တော့တယ်မီးအောင်စုံများအောင်လူအများစုကားခေါင်နေကြတယ်ဆွေးညွန့်နေလေးလေးဝိုင်းတောက်ခါညို့ဒီနေ့လေငါကိုကငါ့ကိုချစ်တယ်တဲ့ဟုတ်လားကမမိုက်လာတယ်ငါသူ့ကိုအစင်ဖွင့်ပြောလိုက်တာဟဲနေရတော့လေလှုပ်ချင်စော့နေရလေငါအဲ့လိုမှမလုပ်ရင်ကိုငါ့ကိုချစ်တယ်လို့ဘယ်တော့မှပြောမှာမဟုတ်ဘူးတငယ်ချင်းနှစ်ယောက်ရှင်းဖွင့်ရင်ရှင်းမောကြတယ်ညို့ဒါနဲ့နေငါလူတွေနေလက်ထပ်ဖို့ဘာပြောသေးလဲလဲလဲမိကမှသူ့မမျက်နှာလေးညှို့ချကပြောတာပေါ့မပြောဘဲနေမလားအိမ်မနေတိုင်းအဲ့လိုကိုယူဖို့ပဲပြောနေတာဘာမှစိတ်မအားငင်နဲ့ငါကူညီမယ်ညို့ fighting သူမတို့ပြောနေကြတာကိုကြည့်နေကြတဲ့တစ်ဖက်ဝိုင်းမှာဟဲ့ဟိုဆောဟိုကြည့်စမ်းဆောင်ရွက်မိုက်တယ်လူတယောက်ပြောတာကြောင့်ထိုလူကြီးကမိုက်လာတယ်ဟဲ့ဟောင်းအကောင်သေးပေမဲ့စားကောင်းမယ်ပုံမယ်ထိုလူပြောပြတာနဲ့ဝိုင်းတစ်ခွက်ကန်ကဆွေညွန်လာလားကတရားညီမအခုထိုင်မယ်နော်ထိုလူခွေးပြချက်မဆောင်မဲ့ထိုင်လိုက်တယ်ညီမတို့ကိုကြည့်ရတာဒီကလပ်ကိုအခုမှရှောက်ဖို့ပုံမယ်ဟုတ်တယ်လဲလဲဖြေလိုက်ချင်းမှာအကူကဘာရမဟုတ်ပါဘူးတရားညီမနဲ့ခင်ချင်လို့ပါဆွေညွန်ကပြောလိုက်တာနဲ့ရှားပါတယ်ဒါပေမဲ့ကျမကလွယ်လွယ်နဲ့မခင်တတ်ဘူးညှို့ပြောလိုက်တာနဲ့ထိုလူအကူကညီမနဲ့မိပြစ်ဆွေပြဒါလေးတော့တောက်ပါလားဆွေညွန်လဲလဲအားကြည့်တာနဲ့လဲလဲကောင်းကြီးပြတယ်ကောင်းပါပြီဆိုကဆွေညွန်တောက်လိုက်တယ်သူအခါမှထိုလူပြုံးကထားလာခဲ့တယ်ခဏကြာမှဆွေညွန်ပူလာပြီးတခုခုကိုတန်းတာကစားလောင်လာတာကြောင့်လဲလဲငါတက်စင်ကခဏသွားမလို့နင်လိုက်ကူပါလားငါမူးနေပြီညို့ရဲ့လဲလဲမူးရပြောတာကြောင့်သူမတယောက်တည်းထွက်လာခဲ့တယ်အာဘယ်လိုဖြစ်နေတာလဲထို့သူပြောနေရင်နောက်မှဆွဲလာတဲ့လူတယောက်အရန်နေရခံနေလာညီမပူတယ်ကောင်းစေရမယ်ခဏဆောင်တော့ပြောရင်ဆွေးညူဟာကလပ်မှာထွက်ရခေါ်ခဲ့တယ်အပေါက်မှာရှမ်းနေတဲ့ဆင်မင်းထိုလူအားထိုးလိုက်ပြီးရိုက်ကြလာတဲ့သူမကိုလေးအားဆွဲလိုက်ပြီးရှင်းလိုက်နားထဲမှာကြားရတဲ့စကားသံကြောင့်ဘာလို့လဲအာလေးစားလေးဖြစ်မေးလာတဲ့ဆွေးညူမင်းယောက်ျားဆင်မင်းဖြေလိုက်တာနဲ့ဆွေးညူဆင်မင်းလည်းဘေးကလှမ်းပတ်ကနမ်းကျင်တယ်ဆက်စီကြကြပြောလာတဲ့သူမကြောင့်ဆင်မင်းစေးကခံရတာသိတယ်သူမမျက်နှာများပိုနေလာတာကြောင့်ကလေးခဏပဲသိခံတော့ပြောရင်ဆင်မင်းသူမကိုလေးအားပွေတယ်ကျွန်းမိကလေးတငယ်ချင်းကိုအိမ်ပို့ပေးလိုက်ဟုတ်ကဲ့ကောင်းတော့ဆင်မင်းချက်ချင်းထွက်သွားတယ်ကျွန်းလဲလဲနာသွားကငယ်လေးထပြန်မယ်ကူပြန်မယ်ကူပွေကူအခုဘယ်သွားမှလဲမူးနေပြီမေသူ့အားမှတ်မိနေတဲ့လဲလဲကိုကျွန်းအကြီးကအိမ်ပြန်ပို့ပေးမို့ပါဗျာမျက်လုံးလေးပြူကကြည့်လာတဲ့လဲလဲခေါင်းရရင်ဟင့်ငယ်လေးအိမ်မပြန်ချင်ဘူးအခုလုံးမူးနေတာမမေကိုမသိစေချင်ဘူးကိုသူမအားအိမ်ပြန်ပို့မည်ဆိုတာနဲ့အသေးသက်ညံ့နေတဲ့လဲလဲကြောင့်ကားကိုထိုးရလိုက်တယ်ငယ်လေးအိမ်မပြန်ချင်ရင်ကိုတင်းပြန်မပို့ပါဘူးဒါပေမဲ့ငယ်လေးကိုမိတာအမှန်တိုင်းဖြစ်ရင်ပေါ့မေးမိဆိုတဲ့နဲ့လဲလဲတယောက်ကျွန်းနဲ့မျက်နှာချစ်ဆိုင်စုံမိတယ်လှကျမကိုဖေးခေါ်လာတာလေရှင်ကျမကိုလှဆွေးညွှန်ရုံကနေပြီမဲ့စင်မြအားနဲ့ရှင်ရန်ဘာမှမပြောတော့ပါကလေးကိုပါသူမပခုံးတစ်ဖာအကိုင်ကလှုပ်ရမ်းလိုက်မှအသိစိတ်ဝင်လာတဲ့ဆွေးညွှန်စဝေစွာမျက်လုံးများအပွင့်ကဦးစင်မြင့်တကယ်လားစင်မြင့်မျက်နှာလေးအကိုင်ကပြောလာတဲ့သူမကိုလေးအားဇလားတဲ့တက်ပေကအဲ့ပေါ်ကိုပါကွာမင်းလေးရဲ့ခင်မဖြစ်မဲ့သူလေပြောကမှအာကိုတချေသူ့အားကြည့်လာတဲ့ဆွေညွရင်မဆိုင်တဲ့မျက်ဝန်းများဖြင့်ဦးစင်ညွပူတယ်မခံစားနိုင်ဘူးထို့သူပြောလာတဲ့သူမပါလေးအားလက်ပြခိုင်ကကိုသိတယ်ကလေးကိုကူပေးမယ်ပြောရင်သူမနှက်ခမ်းလေးအားလက်မဖြင့်ပုတ်လိုက်ခါမှစေးစင်ကြောင့်ညီးတဲ့တဲတယ်လေးထွက်လာတဲ့သူမအာကရင်နဲ့လက်မဖြင့်ဝင်ရောက်ချဲလေလိုက်တယ်စစ်မင်းခဏရက်ခါသူမနှက်ခမ်းလေးအားစားတောင်းလိုက်တယ်အပေါ်တက်လက်အောက်တက်လက်စုံနေရင်သူမအာကရင်နဲ့စားပြဝင်ရောက်ချဲလေတယ်စင်မင်းနာအားပြန်လဲတုံးပြန်လာတဲ့သူမရဲ့ကြွကြလာတဲ့အနက်ကြောင့်အစအနွမ်းနေတဲ့စင်မင်းကြီးပို၍တဲမှလာတဲ့စင်မင်းမော်၍ခဏနာကလေးကိုမကူညီနိုင်တော့ဘူးထင်တယ်ဟာကလေးအစင်စင်မင်းစကားမဆုံးခင်သူ့အင်ကြီးအားဆွဲကနားလိုက်တော့သူမအနံအားစင်မင်းတုံးပြန်မိတယ်နှစ်ဦးသာမိုးဟိုက်လာ၍ခဏရက်ခါစင်မင်းသူမနှစ်ဖူးလေးအားနမ်းပြီးတာနဲ့သူမကိုလေးကပွေကသူမချေကိုခါမှချိတ်စစ်ပြီးတတ်တာစင်မဲ့ကရင်မော်ချပြီးကသူမလေးတိုင်းလေးအားစုံနေတယ်
သူမရဲ့ညီးတန်လေးကစင်မဲအားပိုးထန်စေတယ်စင်မဲစိတ်မရှိစွာသူမရဲ့အနက်ရောင်ကောင်းဝင်လေးအားဆွဲပြစ်လိုက်တာနဲ့စီတီထက်ပြည့်စံမိုးမောင်နေတဲ့ရှင်နှမွားကစုံနံရင်လက်တစ်ဖက်ကချိန်နေမိတယ်သူမစင်မွားလေးဟာစင်မဲဆုပ်ယူစားတော့မှုကြောင့်ထိတ်လေးတွေတည်ရဲနေတယ်စင်မဲတယောက်ကျင်းနဲ့အားရစွာပြောကသူမကိုအနံမှုများစွာနေမိတယ်စင်မဲခဏရက်ကအောက်ပိုင်းလေးအားကျင်းရင်သူမပန်းလေးအနာတွိုက်စင်မဲနန်းနဲ့မလောက်ပါနဲ့အဲ့နာကိုမတိပါနဲ့သူမငင်းနေပြီမဲ့စင်မဲကူမဆိုင်ဆွေညိုအနေခမစင်မဲသိပြီမဲ့ပန်းနိုင်ကိုသာဥတီလျှောက်ရင်သူမပန်းဝင်လေတဲ့ဝင်ရောက်ချေလည်းရဲ့တွင်ချေနေတော့တယ်လိုအပ်တဲ့အနေအထားစားတာနဲ့တကုကုကိုစားလောင်နေတဲ့သူမပန်းလေးအားစင်မဲရကျရင်ကိုချစ်တော်မယ်နော်ကလေးညို့အစင်းနဲ့မဖြစ်သေးဘူးသူမဆက်ဆက်ပြန်ပြောတဲ့စကားကြောင့်စင်မဲသူ့ကိုချစ်ဖို့အတွက်ပန်းပွင့်လေးတွေကိုအစင်းနဲ့ဖြစ်အောင်ပြုစုပေးလိုက်တယ်။ဦးဆောင်သူအစင်းနဲ့ဖြစ်ရင်အားလုံးမင်းစစ်ပြေပြီ။ဦးစေအချိန်မယူပဲချစ်လိုက်တာကြောင့်စင်မဲစင်ညွကြောက်လာကစင်မင်းကျော်ပင်အားလှက်ကုန်ပြီလေ။အခါအတွင်းမှာအသားချင်းရိုက်တဲ့ညူညူသမျှနဲ့အပြာရောင်ညလေးပြည့်ပြည့်စုံနဲ့ခဏကြာစင်မင်းရဲ့အချစ်ချမ်းများစွာနဲ့အတူနှုတ်သာပြင်းမြောက်သွားတယ်။မောပန်နေတဲ့သူမမျက်နှာအားစိုက်ချင်ရင်သူမနပူလေးအားနမ်းပြတာနဲ့အခုချိန်အားစားပြီးမင်းကကိုယ့်ရဲ့အစုံလေးပဲပေးပြီးပြောပြတာနဲ့စင်မင်းရှင်ရွေးယူကသူမအားတန်းဆင်ပေးတယ်။ပြီးတဲ့နောက်သူမအားသူ့ရဲ့စက်အင်ကြီးဝတ်စီကစောင်းလေးခြုံပေးတာနဲ့အလုတ်ဆက်လုတ်နေလိုက်တော့တယ်။ဇင်းညွတ်ထားတာချင်းဘေးကအရာတခုကိုကြည့်ရင်အံ့ဩရတယ်။သူမရဲ့ဘေးမှာအိမ်မောချနေသူစင်မင်းသူမအိမ်ကြီးကလည်းညာကဝတ်စုံမဟုတ်ကြောင်းစဉ်းစားရင်အပြည့်ပြည့်များအားတွေးမိတယ်။ဖေဖေနိုးပြီလားစင်မင်းနိုးလာတာနဲ့ဘေးမှာငုတ်တုတ်ထိုင်နေတဲ့ဆွေးညူအားမေးလိုက်ခြင်းပဲ။သူမမျက်ရည်များဝဲနေတဲ့မျက်ဝန်းဖြင့်စင်မင်းအားတစ်ချက်ကြီးကမျက်နှာပြန်လွှဲပြီးကရင်ပေါ်မှာဆင်းလိုက်တယ်။လှုပ်ရှားလိုက်တာနဲ့အောက်ပိုင်နာချင်းမှုကြောင့်ငိုကျင်လာတယ်။သို့ပေမဲ့သူမမငိုမရတဲ့ရင်ရှင်ဒီညဖြစ်ခဲ့တာတွေကိုမရှိခဲ့ဘူးလို့ပဲသဘောထားပေးပါဘယ်လိုသူမရဲ့စကားကြောင့်စင်မင်းအံ့ဩကမေးလိုက်ချင်ပါဟုတ်တယ်ဒီညကိစ္စကိုကျမတို့နှစ်ယောက်ကြားမှာမရှိခဲ့ဘူးလို့ပဲမှတ်ထားလိုက်ပါမင်းဘယ်လိုပြောလိုက်တာလဲဇွဲညွတ်စင်မင်းကွာစင်မင်းကထားလာကသူမနာကပ်ပြီးပြန်မေးတယ်ဇွဲညွတ်ခြေတလန်နောက်ဆုတ်ကရှင်းကြားတဲ့အတိုင်းပဲကျမတို့နှစ်ယောက်ကဘာမှမပတ်သက်ဘူးဘာလို့မပတ်သက်ရမှာလဲမင်းနဲ့ကိုနဲ့မှားခဲ့တာကိုဘာမှမပတ်သက်ဘူးဟုတ်လားလက်မထရသေးပေမဲ့အခုချိန်မှာမင်းကကိုမိန်းမပဲဘာကျမကစင်မိန်းမဟုတ်လားရှင်ယူနေလားလက်မထရသေးတဲ့မိန်းကလေးကိုစင်မိန်းမလို့ပြောရအောင်ရှင်မှာဘာသက်သေရှိလို့လဲဟမ်ဆွဲညွတ်ရှင်စင်မဲအွန်လိုင်းပြင်မဲ့သူမတုတ်မလို့ကလေးကိုမင်းကိုလက်ထပ်ပြစေကွာကိုမှားခဲ့တဲ့အမားတွေကြောင့်လက်ထပ်တာမဟုတ်ပဲကိုမင်းကိုတကယ်ချစ်လို့ပါကွာကိုမထားခဲ့ပါနဲ့နော်ပြောရင်သူမဟာတင်းချက်စွာဖတ်လိုက်ကယောက်ျားတမ်းမဲ့ငိုယိုနေတော့တယ်ထို့အချိန်မှာပဲတနက်တန်ကြားလိုက်ရတာကြောင့်အကူဥရသာခြေတော့တနက်ပြက်ခံရတာကြောင့်ဒေါ်မြတ်ယူစိုးရင်စွာអော်လိုက်တယ်ဘလို့လဲရစားမင်းတို့နှစ်ယောက်မရှိတော့ရင်မင်းတို့သမီးလေးကငါလက်ထဲသူ့လိုလိုရှောက်ခဲ့မှာထိုလိုတနက်ကိုမော်ရပြောတယ်ထရီမင်းလိုအမျိုးမျိုးရဲ့လက်ထဲငါသမီးကိုထဲမယ်စားအသေးခံလိုက်မယ်ဥရသာထိုလိုမျက်နှာကိုဒရွေးထွေးကပြောလိုက်တာကြောင့်ဒေါသဖြစ်ကဥရသာတန်ရာပေါ်တက်နေတယ်မလောက်ပါနဲ့ရှင်အကိုမလောက်ပါနဲ့ကျမတောင်းပန်ပါတယ်မတောင်းပန်နဲ့ရှင်အဲ့လိုခွေမျိုးကိုတောင်းပန်စရာမလိုဘူးဟုတ်တယ်သူတို့ဆိုတဲ့ငါကခွေမျိုးတော့မဖြစ်နိုင်ဘူးမင်းလိုအညက်တရာကသာခွေမျိုးဘယ်မှာလဲဒေါက်ကလျာရဲ့သမီးအခုချက်ချင်းထုတ်ပြီမပေးရင်တော့မင်းတို့နေအောင်တော့အသေးစိုးနဲ့တည်ပြီးမှမရှိဘူးလုံးဝမရှိဘူးသူမဘယ်မှာလဲငါတို့မသိဘူးအေးတခုတော့ရှိတယ်မင်းငါတို့နေရာကိုတတ်မယ်ဆိုရင်အခုတတ်လို့ရတယ်ဒါပေမဲ့မင်းသိချင်တာကိုငါပစ်တော့မှမပြောပြဘူးတတ်ချင်တတ်တည်သွားပါစေလုံးဝမပြောဘူးမိတာကိုမပြေပြေလေကျော်ရှိတဲ့ကောင်တည်တာအေးမယ်ကဲကွာငါသွားမယ်စမ်းမင်းဆက်ဆောင်နေအဲ့ကောင်မလေးရှောင်းလာတာနဲ့ချက်ချင်းဖောက်ဆက်ဟုတ်ကဲ့ဆရာထိုလူထွက်သွားပြီတာနဲ့ခဏကြာမှုကရေကများနဲ့အတူ
လူတစုရောက်လာခဲ့တယ်လှုပ်ရှားရှိတဲ့အလုံများကိုလှုပ်ကြတယ်ခြံဝင်းထဲမှာလူများစုနေကြတာကြောင့်စင်မဲကားရလိုက်တယ်စင်မဲဇင်းညွန့်နဲ့အတူကားပေါ်မှာဆင်းလာကအိမ်ထဲသို့ဦးတည်ရင်ဧကမှာတေဆုံးနေတဲ့မိဘနှစ်ပါးဟာတွေ့တာနဲ့မမီတဲဒီအော်ခေါ်ကသူမအပြေးလေးဝင်ခဲ့တယ်စင်မဲသူမနောက်လိုက်ကငိုယိုနေတဲ့သူမကြောပြန်လေးအားပုတ်ပေကနေတော့တယ်မမီမမီမသိရဘူးမမီသူမတို့နာရှဲမူလာကကိုစင်မဲတကယ်ထိုလူစင်မဲတကယ်အခေါ်ကအယုသိပေးရင်စကားပြောကြတယ်စင်မဲစေတင်တရားရှိတင်များကိုစီစဉ်ပြတာနဲ့ဝမ်းနဲ့ချစ်ကွဲနေတဲ့သူမနာထိုင်လိုက်တော့တယ်ချက်ချင်းဆိုသလိုသူမသူ့ရင်ကိုနဲ့ဝင်ကညို့မှာဘသူမှမရှိတော့ဘူးဦးစင်မဲသူမကောင်းလေးရပုတ်ကကိုရှိတယ်နော်ချတဲ့မိဘနှစ်ပါးလုံးဆုံးရှုံးလိုက်ရတဲ့သူမကိုစင်မဲနားလေတယ်ညို့တငယ်ချင်းအစာလေးဝင်အောင်တော့စားလိုက်ပါနော်မဟုတ်ရင်နေကျမရင်ထိခိုက်လိမ့်မယ်ပြောလာတဲ့လေးလေးကိုဆွေးညွှတ်ကြီးကငါဘယ်လိုလှုပ်စားဝင်မှလဲလေးလေးရဲ့ငါနာမှာဘသူမှမရှိတော့ဘူးဟာမိဘနှစ်ပါးလုံး9ရက်လေပြီးတာထက်သူမအစာမစားပဲငိုယိုနေတယ်လေးလေးမိသည့်စကားမှမစူတော့ပါခေါင်းဆောင်ဒီတိုင်းဆိုမမလေးအားပြတ်သွားနိုင်တယ်ဘယ်လိုလုပ်မလဲသိကြတာပေါ့အရှင်လေးကသူကြမ်းထားတာအရှင်နဲ့စိတ်အားငယ်မှုရဲ့ကြောင့်သူမဘာဖြစ်နိုင်မှသူသိတယ်ကျွန်းဥရသားတို့ကိုဘသူတတ်တာလဲဆိုတာစုံစမ်းပြီးနောက်ပြီးဒီကိစ္စကိုဘသူမှမသိစေနဲ့တဲဒီပါဝင်ပေါ့ဟုတ်ကဲ့ခေါင်းဆောင်ကျွန်းအားမှားပြီးတာနဲ့စင်မဲသူမစီဥတီလာခဲ့တယ်ကလေးသူမမျက်ရည်များတုံးလိုက်ကရှင်ပါလောက်တာလေဥစင်မတကယ်သူမစကားကပုံမှန်မဟုတ်ပဲခက်ထန်နေတာကြောင့်ကိုရှင်ထွက်သွားကျမရှင်ကိုမမြင်ချင်ဘူးဇွဲညွတ်ပြောပြတာနဲ့မျက်နှာလွှဲထားလိုက်တယ်လေလေဆောင်ထွက်သွားတာနဲ့စင်မဲသူမနာထိုင်ကကိုတောင်းမှမာတယ်ကလေးငိုနေတာကိုမမြင်စေချင်မှကိုသိပါတယ်ဒါပေမဲ့ကလေးရဲ့ကလေးနာမှာကိုတယောက်လုံးရှိသေးတယ်ဆိုတာတော့ကလေးသတိရပေးပါပြောကမှအာကိုတစ်ချိန်ပြက်စင်မဲလက်မောင်းလေးကကိုင်းကညွတ်တောင်းမှမာတယ်ဥစစ်ရဲ့ချစ်ကိုစော်ကားမိတယ်လို့ဖြစ်သွားရင်ညွတ်တောင်းမှမာတယ်ညွတ်ခွင့်လွတ်ပေးပါပကုံးအမေရဲ့ပြောလာတဲ့သူမကြောင့်စင်မဲပြုံးလိုက်ကညွတ်ကလေးလေးကိုကိုချစ်တယ်မလားစင်မဲမေးပေမဲ့သူမတခေါမှမဖြစ်မဆက်ပါနဲ့ကလေးရဲ့ကိုကိုချစ်တယ်မလားလို့စင်မဲနှစ်ချိန်တိတိမေးပေမဲ့သူမမဖြေတာကြောင့်ကလေးကိုမေးတာပြောရင်သူမကိုလေးအားဆွဲခါမှကလေးဟာကိုပူးနေတာပဲစင်မဲဆိုရင်ကသူမကိုလေးအားပွေးချီကစေရုံတို့ထွက်ခဲ့တော့တယ်ဒါဆိုအဲ့ကောင်မလေးကဒေါကလေးရဲ့သမီးပေါ့သူ့လူယုံလာပို့တဲ့အချက်လက်များကိုကြည့်ကပြောလိုက်တော့တယ်ဘယ်ဆိုလို့လဲအဲ့ကောင်မလေးကသူ့အမေအတိုင်းပဲချစ်စရာလေထို့သူပြောနေရင်သူစီးလိုက်တော့ကအခုချိန်ကစားပြီးငါတို့ကိုအကောင့်ထဲပေါ်မယ်ခုနေချိန်ငါလိုချင်တဲ့စိတ်ရဖို့အကွက်မတာသေးဘူးအရင်ဆုံးတော့ကလေးဟာသူ့ပိုင်တဲ့စိတ်ကိုသူ့သမီးစီပေးထားခဲ့သလားဆိုတာသိဖို့လိုတယ်သူတို့ပြောတာနဲ့သူ့လူယုံကဆရာကျွန်တော်တခုပြောလို့ရလားမင်းကဘာပြောချင်လို့လဲပြောဒီလိုလေးဆရာအဲ့ကောင်မလေးမှာစိတ်ရှိမရှိဆိုတာအကဲခတ်နေမယ်အစားတစ်ချက်ကိုနှစ်ချက်ပြတ်ဆိုသလိုသူ့ကုမ္ပဏီကိုဝင်ပြီးလှုပ်ရှားမယ်ဆိုရင်ပိုကောင်းမယ်ထင်တယ်ခေါင်းဆောင်မင်းပြောတာဟုတ်တယ်အဲ့လိုဆိုသူ့ကုမ္ပဏီကိုဦးဆောင်ပြီးဆိုတာနဲ့ငါ့ကိုပြောအခုချိန်တော့ငြိမ်းနေအောင်လေအားပြတ်နေတဲ့အတန်နဲ့အနာစီလဲအားခေါ်လိုက်တယ်ညို့နေတရီရလာပြီနော်နေအဖျားတွေအရန်တက်နေလို့ဆရာကနေကိုခေါ်လာပေးတာဟာပြောတဲ့တငယ်ချင်းကကြည်ရင်ဘေးဘက်ကိုအကဲခတ်ကဦးစစ်ကိုတွေးချင်တယ်ခဏဆောင်တော့ငါသွားခေါ်ပေးမယ်နောက်ကဒီလိုဖြစ်ရင်လူနာအတွက်ပိုဆိုးရင်ရတယ်ဒေါက်တာပြောတာနဲ့စင်မမျက်နှာညိုးကလေးကပထမဆုံးဖြစ်ပြမှုကြောင့်စိတ်ရိုက်သွားတာပါဒေါက်တာစင်မစကားကြောင့်ဒေါက်တာတပြင်းချကအခုလိုဖြစ်တာကလူနာအတွက်ပထမဆုံးထင်ပေမဲ့မဟုတ်ဘူးအရင်ကစိတ်တရားရှားခဲ့တဲ့ပုံပဲဘဝမှာဘာဘူးဘေးမှမရှိတဲ့သူမကစိတ်တရားရမှုတယ်လားဟုတ်ကဲ့ပါဒေါက်တာကျွန်တော်သူမကိုအတက်နိုင်ဆုံးစောင့်ရှောက်ပေးပါမယ်သူမစိတ်တရားမရစေရပါဘူးလူနာကိုအတက်နိုင်ဆုံးစိတ်ချမ်းသာအောင်ထားနိုင်ရင်အကောင်းဆုံးပေါ့ဒါအနောက်မှာထွက်ပေါ်လာတဲ့အတန်ကြောင့်စင်မလှည့်ကြည့်တယ်ဒါသမီးလေးကဘယ်လိုဖြစ်တာလဲတတီလေးကြာချင်းလိုက်လာတာအဖျားကြည့်ပြီးတ
တိလက်သွားရုံမှာတဲဒီဒီကိစ္စတဲဒီနဲ့ဆိုင်သားပါနေရစကားပြောနေချင်းဆရာညို့တတိရလာပြီဆရာညို့ကဆရာကိုလိုက်ရှာနေတယ်စင်မေဖခင်လို့သူကိုဂယုမဆိုင်ပဲသူမရှိရစီသူအပေးလေးလာခဲ့တယ်ကလေးဦးစစ်စင်မေသူမနာရောက်ချင်းတခုခုကိုစိုးရင်ကသူမစင်မေခါအားလှမ်းဖက်လိုက်တယ်ကလေးဘာဖြစ်လို့လဲဦးစစ်ညို့နာကထွက်သွားပြီးထင်တာသူ့အဖကငိုရုံရင်ပြောနေတဲ့သူမကိုလေးအားစေဝင်မှာခဏခွာကကိုပေးမှမသွားပါဘူးကလေးရဲ့ကိုကကလေးနာမှာတသက်လုံးနေမှာနော်ကလေးမငုံနေတော့နော်လိမ့်ပါပါတယ်စင်မပြောပြတာနဲ့သူမကောင်းလေစင်မကိုတဲ့နှစ်ထားကသူအားတင်းချက်စွာဖတ်ထားတဲ့သူမကြောင့်စင်မပြုံးကပြောရတော့တယ်အစအဆိုသူ့ကိုအနာမကတ်စေခြင်းနဲ့သူမခုလိုသူဟာအပြောက်မခံဘူးဆိုတော့သူမမိဘတွေကိုစင်မကျေးဇူးတရားပဲပုံပဲဦးစစ်စင်စင်မတို့ဟာခြေကကိုတောင်းဝင်ကြည့်ပါတယ်နော်အနုမင်းပြည့်စေချင်တယ်လို့တားလေးကိုမမကလေးရဲ့သမီးနဲ့လက်ထပ်ပေးပါမယ်အခုဆိုမင်းဆန္ဒပြေးပါပြီထင်တဲ့အနုဦးစစ်ချိန်တော့မှတေဆုံးသွားတဲ့မိမဖြစ်သူကပြုံး၍ပြောလိုက်တော့တယ်ဆေးရုံကဆင်းပြီးအိပ်ပြချင်းကားပေါ်မှာသူ့လက်လေးဟာခိုင်ကရှင်ဝင်နေအပူပဲကင်းမစွာအိပ်ပျော်နေတဲ့သူမနှစ်ဖူးလေးအားဆင်မနာလိုက်တယ်ကျော်ကားမှ၌တစ်ချက်ချီကခေါင်းဆောင်မမလေးကအရန်ကြောက်သွားပုံပဲစင်မင်းကျုံအပြောကြောင့်သူမကိုကြည့်ကကလေးဘွားမှာနောက်တဲ့ဆုံးရှုံးရမှာကိုသူမတိတ်ကိုကြောက်သွားတာမမလေးတနာပါတယ်ခေါင်းဆောင်ကျုံမန်းထဲမှာဆွေးညို့ကိုကြည့်လိုက်ကကျုံမိကားမောက်မောင်နောက်မှကိုတိတ်မချင်နဲ့အဗျာဟုတ်ကဲ့စကားအကောင်ပြောနေရင်မှဆွေးညို့နဲ့ပတ်သက်လာရင်အရန်တဝင်းတူတဲ့ခေါင်းဆောင်ကြောင့်ကြည့်မိတဲ့ကိုယ့်ကိုယ်သာအပြစ်တင်မိတယ်အိမ်ရောက်တာနဲ့စင်မင်းဆွေးညို့ဟာကြောကကားပေါ်မှာဆင်းပြီးသူမကိုလေးအားပွေကတိတ်ဆိတ်ငြိမ်သက်တဲ့အိမ်ထဲသို့ဝင်ခဲ့တော့တယ်တုတ်တုတ်မှမလို့အိပ်ပျော်နေတဲ့သူမကိုလေးကိုကတဲ့မောချကစောင့်ချုံပေးပြီးတာနဲ့လုံးလက်စအလုံးများကြံနေသေးတာကြောင့်စင်မင်းထွက်သွားခဲ့တယ်ကျော်ကလေးရဲ့ကုမ္ပဏီကိုသွားမယ်အသက်ပြန်ထားဟုတ်ကဲ့ခေါင်းဆောင်ကျော်ပြောပြီးစင်မင်းစုပါပေါ်ထိုင်ကတော့ဘူးမလို့စင်လာပါပြီခေါင်းဆောင်အရင်ကနေတယောက်တည်းနေလာတဲ့စင်မင်းအိမ်မှာသူမနေပြီဆိုတာနဲ့တော်ကြီးမြရဲ့ညီမဝန်ငယ်နဲ့တူမကိုသူမအတွက်လှုပ်ပေးဖို့ခေါ်ထားခြင်းပါမင်းတို့မမလေးနိုးလာရင်လှုပ်ရှားရှိတာအကုန်လှုပ်ပေးလိုက်ဘာမှမခိုင်းနဲ့ကြားလားမင်းတို့မမလေးတခုခုဖြစ်ရင်မင်းတို့မလွယ်ဘူးမှဟုတ်ကဲ့ပါခေါင်းဆောင်စင်မင်းမာတရားရှိတာမှားပြီးတာနဲ့ကုမ္ပဏီတို့ထွက်လာခဲ့တယ်ခေါင်းဆောင်ဒါဥရစာနဲ့တော်မြတ်ယူသိစဲမှုနဲ့ပတ်သက်ပြီးရှာတွေ့ခဲ့တာပါဒါပေမဲ့ထူးဆန်းတာကမမလေးကဥရစာရဲ့သမီးအစင်မဟုတ်ဘူးခေါင်းဆောင်မထင်မှတ်တဲ့စကားကြောင့်စင်မင်းကြုံပေးတဲ့စာရွက်များကိုကြည့်လိုက်တယ်။ထိုစာရွက်များစာထွက်လာတဲ့ပုံတစ်ပုဒ်ကိုစင်မင်းယူကြည့်ကဒါမမီပုံပဲ။ဘေးနာကလူကမမလေးရဲ့အမိပါခေါင်းဆောင်ကျွန်းအားမင်းကဘလို့သိလဲဆိုတဲ့အတိတ်ပဲဖြစ်ကြည့်လိုက်တာကြောင့်ကျွန်းယူကျိုးကဒီမလေးခေါင်းဆောင်ဒီအမျိုးသမီးဆွဲထားတဲ့ဆွဲကျိုးမမလေးလည်းဆွဲထားတယ်တပုံစံနေပဲလုံးဝမကွဲပြားဘူး။ထိုအခါမှစင်မင်းသူမလေတိုင်းလေးကိုမြင်ရောက်လာကအပြာရောင်လက်ပြဆွဲကြိုးလေးအားပြန်မြင်ရောက်မိတယ်။ဒါဆိုမမီနဲ့ဘယ်လိုလုပ်ကျွန်းအခုချက်ချင်းတဲဒီစီသွားမယ်။မင်္ဂလာပါအကိုလေးမန်နေဂျာနှုတ်ဆက်လိုက်ခြင်းပါတဲဒီဘယ်မှာလဲတတိယနိုင်ငံခြားကဧည့်သည်နဲ့တွေ့နေလို့ရှုံကန်နဲ့ခဏဆောင်ပေးပါအကိုလေးကျွန်တော်သွားပြောပေးပါမယ်။စင်မချက်ချင်းဝင်သွားခဲ့တယ်။ကျွန်းပြန်နေလိုက်သူမကိုစိတ်မချ၍ကျွန်းအားပြန်ခိုင်းလိုက်ခြင်းပါခဏကြာသားစိုင်းမစင်ပုံမစင်ဘယ်လိုလှရှောက်လာတာလဲဦးစစ်စိန်ထိုင်ရင်ပြောလိုက်တာနဲ့စင်မအိတ်ကထဲမှာပုံထုတ်ကမမီနဲ့ကလေးရဲ့အမိကဘယ်လိုလုပ်တည်တာလဲကျွန်တော်သိချင်တယ်ဦးစစ်စိန်စနေပြည့်သူနဲ့ဒေါက်ကလေးယာပုံအားကြီးကတပ်ပြင်းချမိတယ်ဒေါက်ကလေးယာနဲ့တားမမီကတငယ်ချင်းတွေတိတ်ချကြတာတာမမီနဲ့တဲဒီအိမ်အောင်ကြပြီးတာရှင်းနေအရွယ်မှာဒေါက်ကလေးယာကဆွေးညွတ်လေးကိုမွေးတယ်ဒါပေမဲ့ဆွေးညွတ်လေး9နှစ်လောက်မှာဒေါက်ကလေးယာကသွေးကင်စားနဲ့ဆုံးသွားတာတာနဲ့ဆွေးညွတ်လေးကိုလက်ထပ်ပေးဖို့တားအမေရဲ့စိတ်ကူးပါစင်မသူမအားတနာမိတယ်သူမအဖြစ်ကသူ့အဖြစ်တဲ့ဆိုးတယ်မစားချင်ဘူးမစားဘူးရေခဲမောင်လေးစားမလားမမလေးလုံလုံသွားဝယ်ပေးမယ်လေမစားချင်ဘူးဦးစစ်ကိုပြန်ခေါ်ပေးဆွေးညွတ်ထတာချင်းစင်မအားစမတွေ့၍တော်ပုနဲ့မီလုံးအဆာနဲ့ချော့ပေမဲ့ချော့မရပါခေါင်းဆောင်ဟာခဏနေစုပြန်လာမှာပါမမလေးရဲ့
ဒေါ်ပူပြောလိုက်တာနဲ့အတူအိမ်ရှိမှာကားတန်ချလိုက်တာကြောင့်ဆွေညိုအပြင်းလိထကအိမ်ပေါ်ဝမှာဇက်ကကာပေါ်မှာဆင်မင်းဆင်းလာမိကိုကြည့်တယ်။သို့ပေမဲ့ဆင်မင်းမဟုတ်ပဲကျွန်းဖြစ်နေတာကြောင့်သူမအပေါက်မှာချက်ချင်းထိုင်ကြကခြေတော်အားတမတ်တလင်းနဲ့ပုံရင်ဦးစစ်အကျင့်ကိုမကောင်းဘူးညို့ကိုပြစ်သွားပြီကျွန်းချောင်းတော့ကဘာလို့မှမသိဦးစစ်ညို့ကိုမချစ်တော့ဘူးအနာထွက်ပသွားဖို့ပြောတာကိုထွက်သွားတယ်မြေသူမမထိန်နိုင်တာကြောင့်ကျော်စမဲအားဖုံးခေါ်ဖို့ပြလိုက်တယ်အဖေပြည့်စုံနေစကားပြောနေချိန်ဖုံးဝင်လာတာကြောင့်စင်မဖုံးကိုချက်ချင်းကင်လိုက်တယ်ပြောကြောခေါင်းဆောင်မမလီကခေါင်းဆောင်ကိုရှားနေတယ်အခုငိုနေတာအဆက်မပြတ်တော့ဘူးငါလာခဲ့မယ်ဖုံးထဲမှာစူညံနေတဲ့အတံများကြောင့်စင်မစိတ်ဘူကဘာလို့မှမသိဖြစ်နေချိန်ဒါဇွဲညွန့်လေးတားကိုရှားနေတာလားရော့တေဒီကယူသွားလိုက်ဇွဲညွန့်လေးကိုဂယုစိုက်ပါသားရဲ့ချော်ဖို့ရှေ့ခဲမဝင်သွားအောင်တေဒီပြောတဲ့အတိုင်းရှေ့ခဲမဝင်ကကားကိုဆင်ပြမောင်းခဲ့တယ်အိမ်ဆောင်မှာငိုယိုနေတဲ့သူမအားကြည့်လိုက်ခါချစ်စရာကောင်းတဲ့သူမအနာလေးကိုစင်မင်းသွားကလေးသူ့တန်ကြမှာချက်ချင်းထားကစင်မင်းအားလှမ်းပတ်လိုက်တဲ့သူမဦးစစ်ဘယ်တွေသွားနေတာလဲဦးစစ်ညို့ကိုပြစ်သွားပြီးထင်တာဝမ်းနဲ့လွယ်တဲ့သူမစကားကြောင့်စင်မင်းစိတ်မကောင်းဖြစ်မိတယ်သို့ပေမဲ့စင်မင်းကပြောကကိုကလေးကိုဘာလို့ပြစ်ထားရမှာလဲဒီမှာကလေးအတွက်ရှေ့ခဲမုံသွားဝဲတာစားမယ်မလားဟင်ထိုအခါမှာသူမမျက်နှာလေးတိတ်ကင်းစင်ကညို့ကရေခဲမုံဆိုတိတ်ကြိုက်တာစားမယ်လာကိုပြင်ပေးမယ်ကလေးတယောက်လိုရေခဲမုံစားနေတဲ့သူမအားကျင်နေမိတော့တယ်မမလေးကတနာဖို့ကောင်းနေနော်တော်လေးဖို့ဟုတ်တယ်မီလောအခုလည်းကြည့်ပါအောင်တိတ်ကိုလိုက်တယ်ဟုတ်တယ်အန်တီပူရေခေါင်းဆောင်မှာကလေးထိန်ကိုဖြစ်လို့စင်မင်းတို့ကအချီက၃ယောက်သားပြောနေကြတော့တယ်ဆရာဒေါက်ကလျာရဲ့သမီးကုမ္ပဏီကိုဦးစီးဖို့ဒီနေ့ဆရာစင်တွေနဲ့တွေ့ဖို့ရှိတယ်ဆရာစံပြောလိုက်တဲ့စကားကိုသူတို့သဘောကျစွာပြောလိုက်ရင်နောက်ဆုံးတော့လေမုတ်ဆူကတားကောင်စီလာဖို့ခြေလန်းစပြီပေါ့အခုပဲသွားမယ်ကားပြန်ထားလိုက်စံထွက်သွားမှသူတို့ဒေါက်ကလျာရဲ့ပုံဝင်ကြီးကလျာနောက်ဆုံးတော့မင်းသမီးကိုငါစာတွေ့ခဲ့ပြီငါရချင်တဲ့စီးပွားရေးတော့ချက်ကိုမင်းရမပေးတော့ငါမင်းသမီးစီမှာတောင်းရမှာပေါ့မင်းဘယ်လောက်ပဲဝတ်ထားပါစေတတိုးဆိုတဲ့ငါအတွက်တော့မခက်ခဲပါဘူးကွာကားရကနေအပြင်ကိုကြည့်ရင်ဆွေဂျူလီယာကိုင်ကတခုခုကိုတွေးနေမိတဲ့သူမကိုစင်မဲကြည့်တယ်ကလေးဘာတွေတွေးနေတာလဲစင်မဲမိလိုက်မှသူမလှည့်ကြည့်လာကသူ့အားခဏကြည့်ပြီးပြုံလိုက်တဲ့သူမကပြောချစင်မဲကျွန်းကြည့်နေမှဆို၍ကျုံဘတ်တစ်ချက်ကြည့်ကသူမနာနာမျက်နှာကအဲ့ပြုံကကို့တွေ့ဖေနော်ကလေးသူများစီမှာမပြုံးနဲ့စင်မဲရဲ့စကားကြောင့်ဆွေညွတ်မျက်လုံးလေးပြူကဟင်အဲ့ဆိုကြောက်ရွံ့လို့နေရမလားညူကသူစကားအားဆွဲတယ်လို့မေးလာတာကြောင့်သူမစင်မဲကိုစိတ်တူရမလို့သူမကိုစိတ်ဆိုးရမလို့ဖြစ်နေတော့တယ်မဟုတ်ပါဘူးကိုပြောတာကအခုကျုံကနနေကြညို့အတွက်မဝဲပေးနော်သူစကားမစိုးခင်ကျုံအားအပြုံးလေးနဲ့လှမ်းပြလိုက်တဲ့သူမဟုတ်ကဲ့မမလေးနှစ်ယောက်သာအတိုင်ဖောက်ညင်းနေတာကြောင့်သူကလွယ်ရင်တခြားယောက်ျားလေးကိုမပြုံးပြပါနဲ့ဆိုတာကိုပြုံးပြတဲ့သူမကြောင့်ကျုံကရစင်မဲအွန်လိုင်းချင်းပဲပြဘာလို့လဲကောင်းစားကျုံနားမလဲ၍မေးလိုက်ခါမှငါ့ကိုပြန်မမေးနဲ့ရက်ဆိုရက်စင်မဲပြောလိုက်မှသူကလေးချက်ချင်းလမ်းမီထိုးရတယ်စင်မဲကားပေါ်မှာဆင်ကအရှိကားကဖွင့်နေမင်းစဲဗျာဟုတ်ကဲ့ကျုံဆဲပြီတာနဲ့စင်မဲကားမောက်သူနေရာဝင်ထိုင်နေမင်းတက်စီနဲ့လာခဲ့ပျော်ပြီးမောင်းထွက်ခဲ့တော့တယ်ကျုံကြံထားတာကြောင့်ဦးစစ်ဘယ်လိုလုပ်လိုက်တာလဲအခုကျုံကြံထားခဲ့ပြီသူနဲ့ကားအတူစီကမှကျုံကိုစိတ်ပူစွာပြောနေတဲ့သူမကြောင့်တမင်ကြံထားခဲ့တာကြည့်ပြင်းလို့ဟာပြန်ခေါ်လိုက်ပါဒီလောက်မျက်နှာကေပြတာမှနားမလဲတဲ့သူမပြန်ခေါ်ဖို့ပဲပြောနေတဲ့သူမကြောင့်မလို့ဘူးသူ့ဟာသာလာရတယ်နောက်ခါကျရင်ဘယ်တော့သွားမင်းကိုလိုက်ပို့ပေးမယ်ဘယ်ကောင်မှမယုံကြည်ရဘူးအသက်ကြီးပြီအဲ့လောက်တဝင်းတူတမှဇွဲညို့အခုမှတည်တော့တယ်ဟုတ်ကဲ့မဦးရစာနဲ့တော်မြတ်ယူတို့ရဲ့သမီးဇွဲညွတ်စင်မှာမိတယ်မှာသူမထကပြောတယ်ဒါဆိုအခုချိန်ဟာစပြီးမဆွဲညွတ်စင်ကဒီကုမ္ပဏီကိုဦးစီးမှာပေါ့အန်တီကြီးတယောက်ကမေးလိုက်ချင်မှာဟုတ်ပါတယ်အစင်ကကုမ္ပဏီဘက်ကိုခြေဦးမလှည့်ဘူးဆိုပေမဲ့ကျမဦးစီးမယ်ဆိုတော့အားလုံးကကျမဟာဘယ်လိုဦးဆောင်နိုင်မလဲအုပ်ချုပ်နိုင်မလဲဆိုပြီးထင်ကောင်းထင်လိုက်မယ်သူမပြောလိုက်မှအားလုံးတယောက်မျက်နှာတယောက်ကြီးကဘယ်လိုသိလဲပေါ့
ကုမ္ပဏီကိုကျမတယောက်တည်းဦးဆောင်ပါမယ်လို့ကျမမပြောလို့ပါဘူးဘာလို့လဲဆိုတော့ကျမမှာ CEO ဆိုတဲ့ဂုဏ်ပုတ်ပဲရှိလာမယ်အဲဂုဏ်ပုတ်ကြောင့်ဒီကုမ္ပဏီကကိစ္စအားလုံးကျမတယောက်တည်းနဲ့ပဲဆိုင်တာမဟုတ်ဘူးလေအခုရှိနေတဲ့လူတွေအားလုံးနဲ့ဆိုင်နေအထူးသဖြင့်ဝန်ထမ်းတွေပေါ့သူမပြောမှာအားလုံးခေါင်းတငိမ့်ငိမ့်နဲ့ဟုတ်တယ်မှန်တယ်ပေါ့အဲဒါကြောင့်မို့ကျမတို့ဒီကုမ္ပဏီရဲ့ CEO အဖြစ်ချက်ခန့်ရမယ်လို့မဆိုလိုပါဘူးဘိုးအဖွဲ့ကဆုံးဖြတ်ပြီးမှခန့်အပ်စေချင်ပါတယ်အထူးသဖြင့်ဒီကုမ္ပဏီဟာကျမပိုင်နေဆိုရင်တောင်မှအဲ့လိုပဲဖြစ်စေချင်ပါတယ်မဆွေးညွှတ်စေပြောတာကိုအတီတို့ဘက်ကသဘောတူပါတယ်အခုလည်း CEO မရှိတော့ခန့်အပ်ပါတယ်အခုလိုယုံကြည်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်အသက်ငယ်ပေမဲ့ရဲချက်စွာပြောသွားတဲ့သူမကြောင့်စင်မဲပါဝင်အားလုံးအံ့ဩရတယ်ဆွေးကြိုးလေးကန်ကမေမေပြည့်စည်ခြင်းတလို့ဒီတမကအောင်မြင်အောင်ကြိုးစားပါမယ်မေပြောတယ်လို့တော်တချောင်းဖြစ်အောင်သူမယုံငယ်နဲ့စင်မဲဝင်လာခြင်းပြည့်တဲ့မောင်နာဆက်ကဆွဲကြွားခိုင်းကတခုခုတွေးနေတဲ့သူမခါလေးအားစင်မဲဖတ်လိုက်မှတုံသွားတဲ့သူမဘာတွေအဲ့လောက်တောင်တွေးနေတာလဲကလေးသူမစင်မဲဖတ်လေကမေအကြောင်းမှာသူမနှခမ်းကမေဆိုသူကသူမအမေချင်းထင်နေဆိုတဲ့အတွေးဝင်ကမေမတိကြမှာစိုးရင်စင်မဲပြန်ပြီးကမေအတန်လာရနှစ်ယောက်သာလှည့်ကြည့်ချင်းခေါင်းဆောင်ပြဿနာတက်ပြီးဂျွန်မော်ကြီးပန်ကြီးပြောကမှစင်မဲသူမမျက်နှာအားကြီးကကလေးကိုပြန်လာခဲ့မယ်နော်ခဏလေးစောင့်နေနော်ဟုတ်သူမစီကခွင့်ပြုချက်ရတာနဲ့စင်မဲချက်ချင်းထွက်ခဲ့တယ်ဘာဖြစ်လို့လဲဂျွန်စင်မဲလက်ဆောင်ရမေးတယ်နေဆက်ဘက်ကိုပစ္စည်းပို့တဲ့အခါဖြတ်လူခံရတယ်ခေါင်းဆောင်ကျွန်တော်တို့ဘက်ကကာသမား2ယောက်လုံးတိတ်ကုန်ပြီခေါင်းဆောင်ဒါသိငယ်ခိုင်ကထိတာဖြစ်မယ်ဖြစ်နိုင်တယ်ခေါင်းဆောင်ညပါတီပွဲဖိတ်ထားတာကောအခုလိုပစ္စည်းအလူခံရတာကောဆက်ချင်းရဲ့သူတို့ဆိုတာသိချပဲခေါင်းဆောင်မော်စီပတ်မောင်ဂျွန်ဟုတ်ကဲ့ခေါင်းဆောင်ငါ့ကိုအဲ့မှာထားခဲ့မင်းကဒန်နီစီသွားပြီးငါမှထားတဲ့ဝတ်စုံနှစ်စုံသွားယူလာခဲ့ဘာတူလဲတကားခောက်တန်ကြောင့်ဆွေညိုမေးလိုက်ချင်မှာသူ့အခါမှာတကားလေးဖွင့်ကခေါင်းလေးဖောလာတဲ့ကောင်မလေးတယောက်စီကိုတဲတဲဝင်လာမယ်နော်သူကောင်မလေးစကားကြောင့်ဆွေညိုကောင်းညစ်လိုက်တယ်စီကိုတဲတဲနာမီကတဲတဲပါစီကိုရဲ့အတွင်းရမှုပါတွေ့ရတာဝမ်းသာပါတယ်တဲတဲနှစ်ယောက်သာရှင်းနေမှုကြအောင်စကားများဖောင်ဖွင့်ပြောကြတယ်တဲတဲကချစ်စရာလေးပဲဘာလို့ချစ်စရာလဲအတန်ကြာရလက်ကြီးမှစင်မဲပင်ချင်းကလေးကရှောင်းနေမှမသိဦးစစ်ဘယ်ချိန်တော့မှရောက်နေတာလဲစင်မဲရောက်နေတာကြာပါပြီသူ့အာမမြင်မဲ့ဘယ်ကကောင်မလေးမှမသိပြုတ်ရှင်ကပြောနေတဲ့သူမကြောင့်စင်မဲဒေါသထောင်းကနေပင်ကိုရောက်တာကြာပြီကလေးကမိုးမမြင်လေးမမြင်ဖြစ်နေတာတူမပေါ့မိန်းကလေးချင်းပဲစိတ်ဝင်စားတာဟုပြောထားတဲ့သူမကိုစင်မဲနည်းနည်းလေးမှစိတ်မချသူမရှိလိုက်တာနဲ့သူမနာတခြားလူတွေရှိနေတာမျိုးလာသွားမယ်အိပ်ပြတ်မယ်စင်မဲခြေလန်းကျဲကြီးဖြင့်သူမနာရှောက်လာကသူမလည်းလေးရဆွဲကပြောချင်ပဲဟာဒီမှာစကားပြောနေတယ်လေသူမအားတခြားလူနဲ့ဆက်မရှိစေချင်တာကြောင့်မသိဘူးကွာမသိဘူးလာပြန်မယ်စင်မဲသူမဟာဆွဲကောကချက်ချင်းထွက်ခဲ့တယ်ကြံထားသူတဲတဲမှာတော့ဘာလေးကွာဒီလူကစီရီကိုတဝင်တူသွားတာလားဒါမှမဟုတ်ငါနဲ့ထင်လွဲတာလားစိတ်ဝင်စားစရာပဲစင်မင်းတော်သူမစက္ကန့်ကလေးပါခဲ့တော့တယ်အစိတ်မှာလူ3ယောက်ရက်ခါစီရီကိုဧည့်သည်က100မအားဘူးမနှက်ပြန်မှာပြန်လာဖို့ပြောလိုက်စင်မင်းပြောလိုက်ချင်မှာတို့စကားကြောင့်သူမပါဝန်ထမ်းကိုအားနာသွားရတယ်လှတ်နားလာပြီဆွေးညွရုံရဲ့စက္ကန့်လေးပါလာခဲ့တယ်သူမတို့ဖြစ်ဖြစ်အားတော်ပိုးနဲ့မီလုံးကြီးကတိတ်ဆိတ်နေကြတယ်လုံလုံကြီးလောက်ပါအောင်ညှို့ကိုကူပါအောင်တိတ်ဆန်းစင်မစိတ်မရှိ၍អော်လိုက်ချင်းပဲသူမကိုလေးအားရုတ်တရက်ပွေးချီလိုက်မှလက်ငါသူ့ပခုံးအားလှမ်းပတ်လာတာကိုစင်မသဘောကျစွာဘာသာချတယောက်မှအပေါ်တက်မလာနဲ့စင်မသူမကိုလေးအားကရင်မောပြစ်ချကအပေါ်မှာအုံမိုးလိုက်ပြီးကိုရှိနေတာတောင်မင်းကသူများကိုမြှစ်ဆွေးနေတော့ဟုတ်တာဆွေးညွတ်စင်ဟမ်ရှင်မဟုတ်တာမပြောနဲ့နော်ဦးစင်မင်းတကယ်ညို့ဘသူ့ကိုမှမမြှစ်ဆွေးဘူးရှင်ထရာတွေရှောက်မပြောနဲ့စင်မင်းရဲ့ကြဲကြဲပြောကဟုတ်လားစင်မင်းရွှေမိတာကိုမသိပဲဖြေလာတဲ့သူမမေးစီလေးအားစင်မင်းကန်ကကိုလက်ထက်မင်းမလားဘေဘီစင်မင်းမြှစ်ဆွေးတဲ့အတန်ပဲပြောကလက်မြကသူမအင်ကြီးလေးစီလှမ်းလာတာကြောင့်သူမလက်ကမလောက်ပါနဲ့ဦးစစ်မျက်နှာငယ်လေးပဲပြောလာတဲ့သူမနှက်ခမ်းလေးအားစင်မရနန်းကဒါဆိုကို့လက်ထက်အဲ့လိုဆိုကိုမလောက်ဘူးသူမအဖေကိုချက်ချင်းမဖြစ်တွေ့ဝေနေတာကြောင့်ကိုတို့တခါမှားပြီးတာတောင်လက်ထပ်ဖို့တွေ့ဝေနေတော့မေလားဘေဘီညို့ဦးစစ်ကိုလက်ထပ်ပါမယ်
သူမအဖြစ်ကြောင့်စစ်မဲပြောလို့မှမဆုံးသေးဝမ်းသာလိုက်တာဘေဘီမြာစစ်မဲအနံ့ကြောင့်သူမမျက်လုံးလေးပြူကပါးလေးအောင်ရင်ဟာရှင်မယုံပါနဲ့နော်ဦးစစ်မဲတကယ်ဗျာဘယ်လိုရှုံးမှာဟုတ်လားသူမစကားအားအရွှဲတိုင်နေတဲ့စစ်မဲကြောင့်ရှင်ကြီးမဟုတ်တာမပြောနဲ့နော်မပြောပါဘူးဗျာကျုပ်ကခမားလေးကိုပဲချစ်မှာဟာသူပြောလိုက်မှဟာလာတဲ့သူမအာကရင်နဲ့ရှားပြက်ဝင်ရောက်ချေလင်းနေတော့လေလက်တစ်ဖက်ကသူမဝတ်ထားတဲ့အင်ကြီးကျိုးလေးအားဖြေလိုက်တယ်ပထမအချိန်ကစေးကြောင်ဆိုပေမဲ့ဒုတိယအချိန်မှာသူမလက်ခံတာကြောင့်စင်မင်းကျေနပ်မိတယ်စင်မင်းသူမလေတိုင်းလေးအားနှံဆက်လိုက်တယ်အသေးရစွာကိုက်လိုက်တာကြောင့်သူမအနှဲငယ်နာသွားတဲ့ထင်တယ်ညီးတန်တဲတဲလေးထွက်လာခဲ့တယ်စင်မင်းလက်တစ်ဖက်ကသူမအတိမခံလေးကိုထိလိုက်တော့တက်လိုက်တယ်လို့ခံစားရတယ်အတိမခံလေးကိုပုတ်ချပြီးမှသူမနှခံလေးကိုက်ခါညင်းနေတော့တယ်သူမနှခံနာမီဆို၍စင်မင်းနှမ်းဆိုင်တယ်လက်တစ်ဖက်ကသူမရဲ့ချယ်ရီတီလေးအားလက်မလက်ညှိုးသုံးကချိန်နေမိတယ်လူရပန်းတိုင်ရောက်ခါမှဖေးပြီးကိုစပြီနော်ဟင့်အင်းကြောက်တယ်မနာပါဘူးကိုညင်သာပေးမှာပါစင်မဲကပြောပြတာနဲ့သူမလေးကိုချစ်ဖို့အတွက်အစာပြိုးနေတော့တယ်အနာတယ်ပြန်ထုတ်ပြီစိတ်လျှော့ကလေးခဏလေးကောင်းသွားလိမ့်မယ်စိတ်လျှော့နော်ကလေးစင်မဲအချိန်မှချစ်နေရဲ့နဲ့သူမရဲ့ဆွေးပွိုင်လေးအားစာနေမိတယ်ကောင်းလားကလေးသူမေးပေမဲ့သူမတခုံးမှပြန်မဖြေခဏကြာမှသူမတကွက်ကိုလှူချင်းတတ်မှတ်ခါအဲ့နာလေးဟုတ်တယ်အဲ့နာလေးဟင်ပါဝလဲပေပြီစင်မဲသူမတောင်းဆိုမှုလေးကိုပြန်ချချင်တာကြောင့်မိမိချင်းဖြစ်တယ်ညို့ပေးပါအဲ့နာမြက်မြက်လေးပေပေလို့လူရောက်မှချင်းပေးပါစို့ရှုံးပါတယ်ကိုကမင်းတယောက်ကိုပဲရှုံးပါမှာကဲကွာအချက်ပေါင်းများများစွာချစ်လိုက်ပြီးမှကလေးကိုပြီးတော့မယ်ကလေးပြီးပြီသူမထဲမှာစင်မဲပြီးမြောက်သွားတယ်မောပန်းနေတဲ့သူမမျက်နှာလေးအာနံရင်စင်ဝင်နေတဲ့ကအေးလိုက်တော့တယ်မောင်စင်မင်းတခင်နဲ့မဆွေးညွှတ်စင်တို့ရဲ့မင်္ဂလာဧကံဝဲအေးဗျာကိုစင်မင်းတို့ကစနီချောချောလေးရထားတာပဲကံကောင်းပါပြီဗျာဟုတ်ပါဗျာစီဝါရေးသမားတွေချီးကျူးမှုကြောင့်စင်မင်းတရားမှုရတဲ့မျက်နှာဖြစ်နေတော့တယ်ဦးစင်သူနာနာကပ်ပြောလာတဲ့သူမလေးတန်ပြောပြောလေးဘာဖြစ်လို့လဲကလေးသူမေးကမှမျက်နှာနဲ့မျက်လုံးရဲရဲဖြင့်မျက်နှာလေးမေ့ထားကညွတ်နာချင်ပြီဖျားချင်လာလို့ကိုလိုက်ပို့ပေးမယ်ဟင်းရှားတယ်ညွတ်ပါသာသွားပါမယ်သူမကပြောရင်ဆိုင်တီရိုက်တိုင်းလေးဖြင့်ထွက်ခဲ့တော့တယ်စစ်မင်းသူမကြောပြန်လေရကြီးကမိတ်ဆွေများတိုက်တဲ့အဆက်များကိုတောက်ရင်သူမအားစိတ်ပူစွာကြံခဲ့တော့တယ်ဝါအစင်ကြောင့်သူမအိပ်ပျော်နေတယ်မိမချစ်စနီးလေးရေသူမအားအခေါ်ရင်အပေါ်သူဆိုင်တိုင်းတက်လာတဲ့စင်မင်းအခန်းတကာဖွင့်ချိန်အနီရောင်ခေါင်းဝင်လေးရမချွတ်ပဲအိပ်ပျော်နေတဲ့သူမနာစင်မင်းရသွားရင်ပူလုံးတာကြောင့်အိမ်ကြီးအားချွတ်လိုက်ပြီးမိမကလေးမောအားနဲ့ခုန်တက်ကသူမကိုလေးအားဆွဲလဲလိုက်မှမျက်လုံးမိမိလေးဖွင့်လာကကြည့်နေတဲ့သူမဦးစစ်အိတ်တော့ညှို့အိတ်ချင်ပြီအစားဘူးကွာအိတ်နဲ့လို့ကလေးအိတ်ပါနဲ့ကွာကိုနဲ့အတူအိတ်မယ်လေသူမနာလေးပုတ်ခါမျက်လုံးမိမိပြက်အိတ်ပြောကသူမမျက်လုံးလေးပြန်မိတ်လိုက်တယ်ဟာကလေးကိုပြောတာအဲ့လိုမဟုတ်ဘူးလေရှင်းနေတဲ့စင်မဲကြောင့်သူမစိတ်တွေကထထိုင်လိုက်ပြီးဘာဖြစ်ပြန်ပြီလဲအကောင်းမအိပ်ရဘူးသူမအော်လိုက်ခါမှစင်မဲငုံမဲမဲလေးဖြင့်ကို့မအိုပါနဲ့ကွာကိုအရန်လို့ချင်လို့ပါမယုံရဲ့ကလေးစားကြည့်သူမလက်လေးအကိုင်ကပူနွေးနေတဲ့သူညင်ငယ်လေးစီထိခိုင်းလိုက်မှဆွေညိုအိတ်ချင်စေပြကလက်ကိုရှုံးလိုက်ပြီးဟာဦးစစ်မရဘူးနော်ညို့လက်မခံဘူးနောက်ပြီးဦးစစ်ဟာကကြောက်စရာကောင်းတယ်ကလေးကိုမရလို့ပါကွာကိုအရန်ပူနေပြီကိုစင်မင်းစကားမဆုံးခင်နားလာတဲ့သူမကြောင့်ရှင်းခုန်လာရတာအမှတ်ပဲစင်မင်းပါကမစောင်းတော့ပဲသူမနှခမ်းလေးအားအငတ်မရစားတော့နေတော့တယ်နူးညံ့ချင်မှရှမကစမ်းချင်မှပြောင်းကအနံများရိုက်ဆိုင်လာတယ်စင်မင်းသူမလေတိုင်းလေးအားနှမ်းဆိုင်လိုက်တယ်အသေးရစွာကြိုက်လိုက်တာကြောင့်သူမအနှင်းငယ်နာသွားတယ်ထင်တယ်ညီတန်တဲတဲလေးထွက်လာခဲ့တယ်စင်မင်းရဲ့လက်တစ်ဖက်ကသူမအထိမခံလေးကိုထိလိုက်တော့တက်လိုက်တယ်လို့ခံစားရတယ်အတိမခံလေးကိုပို့ချပြီးမှသူမနှခမ်းလေးကြိုက်ခါညင်းနေတော့တယ်သူမနှခမ်းနာမီဆိုရဲ့စင်မဲနှက်ဆိုင်တယ်လက်တစ်ဖက်က
သူမရဲ့ခြေနေသီးလေးအားလက်မလက်ညှိုးသုံးကခြေနေမိတယ်လူရပန်းနိုင်ဆောက်ကမှဖေဖေကိုစတင်ချစ်တော့မယ်နော်ဦးစစ်တကုတ်ကုတ်ကိုစိုးရင်နဲ့မျက်နှာလေးဖြင့်ပြောလာတဲ့သူမနှစ်ပူလေးအားစင်မင်းအနန်းကအမကိုညင်သာပါမယ်စင်မင်းသူမကိုညင်သာစွာနဲ့စတင်ချစ်လိုက်တော့တယ်သူမနာကျင်ချင်းမရှိအဆုံးထိရောက်တာနဲ့စင်မင်းတစ်ချက်ချင်းချစ်နေလိုက်တယ်ကလေးဦးစစ်စင်မင်းအားမရတာကြောင့်ကလေးကိုချမ်းချင်တယ်ဒါပေမဲ့ကလေးနာချင်မှာကိုမလိုလားဘူးညွရပါတယ်ဒါပေမဲ့ညင်သာပေးပါကိုညင်သာပါမယ်စင်မင်းပြောပြတာနဲ့သူမလက်များအားအပေါ်သုံးမြောက်ခါလက်တစ်ဖက်တည်းစုခိုင်းပြီးအစိပ်ဖြင့်စားတင်ပြီးချစ်လိုက်တယ်စင်မင်းအချက်90လောက်ချစ်ပြီးတာနဲ့ပြီးမြောက်သွားတယ်သို့ပေမဲ့သူမကိုလေးကအပေါ်သို့ပို့လိုက်ပြီးသူ့ကိုယ်ပေါ်မှာထိုင်ခိုင်းကလေးမြင်းစီးပြီးဟင်းညမလှုပ်ချင်ဘူးညှို့ဆက်တယ်ကိုနဲ့ဒီလောက်ဖြစ်ပြီးတာတောင်ဆက်တုံးမေလားကဲကွာစင်မင်းပြောရင်ပြစ်ပြီးချစ်လိုက်တာကြောင့်သူမနာကျင်သား၍အတန်ကြဲကြဲပင်ထွက်လာခဲ့တယ်ကိုကိုထိုင်ထားလို့ပင်ကိုကြည့်ချင်တယ်မဟုတ်ရင်ကိုခဏကလို့ချစ်မှာနော်အချစ်ချမ်းလိုက်မှာနော်နောက်မှအစိုးမစိုးနဲ့စင်မင်းချင်းချောက်ပြောကမှသူမလှုပ်တော့တယ်အစမ်းလာတာပဲကလေးရစင်မင်းဖိလင်ခန့်ကပြောရင်အောက်မှပင့်ပြီးတော့ချစ်နေတဲ့သူကြောင့်သူမဆန်လွန်၍သူမမျက်နှာအားစင်မင်းစီခွဲမှာဝှက်ထားမိတယ်အချိန်ကြာမှနှစ်ဦးသာပြေးမြောက်သွားတယ်နှစ်လကကြာပြီးတဲ့အခါမှာတော့မှန်စပွဲလေးပေါ်ဖိုင်တစ်ခုကျလာကရှင်တို့ဘက်ကရှယ်ယာတွေနဲ့ဘလောက်ပဲမလုံပြပြလက်မခံမှုဥဒရုထိုအခါသူတို့ထားရလာပြီးရှယ်ယာတွေကိုလက်မခံမှတော့ငါကလည်းရချင်တာကိုမရရအောင်ရှူရတာပေါ့ဘယ်မှာလဲမင်းမီဒေါက်ကလေးကပေးခဲ့တဲ့ပစ္စည်းဒေါက်ကလေးကမှာခဲ့သူများကိုဆွေညုံမှတ်မိကထိုလူကိုလည်းမှတ်မိနေတာကြောင့်ညင်ချင်းဖြစ်တယ်မရှိဘူးကျမအမိကကျမကိုဘာမှမပေးခဲ့ဘူးမင်းစီကိုအလုံးနဲ့ပတ်သက်တဲ့ data တွေတဲတဲဝင်ဝင်ချင်းအထက်မှာဖြစ်ဖြစ်များကြောင့်စကားပြောရင်ချက်ချင်းပဲရက်ကကြောင်ကျင်နေမိတယ်ကဲဘလို့လဲဥတရုရှင်းပြသိမ့်မိတဲ့လူသက်သမားကြီးရဲ့ဆွေညွတ်ပြောရင်ထိုလူနာကပ်ပြောလိုက်ချင်ပါတနေ့ကျမင်းငါကြောင့်ကောင်းကောင်းသိမယ်သူတို့တတိပေးကထွက်လာခဲ့တော့တယ်လုံမီလောက်တယောက်ဈေးသွားကနေဘယ်ချိန်ကလေးကထားနေမှမသိတဲ့ဆွေညွတ်ခေါ်တဲ့ကြောင့်ရှင်မမလေးဈေးသွားတော့မလို့လားဟုတ်ကဲ့ဆွေညွတ်ကပြောရင်မီလိုနာရှောင်းလာကညို့လိုက်မယ်လုံဖြစ်ပါမလားမမလေးရဲ့တော့ကြခေါင်းဆောင်တီမမလေးအစုခံနေရအောင်မယ်မလို့ဘူးသူ့ကိုဂရုစိုက်စရာမလိုပါဘူးလာသွားမယ်ဆွေညွတ်နဲ့အတူဈေးသို့လက်ဆောက်သွားလိုက်တယ်စင်မင်းနူးလို့ချင်းသူမနေရာလေးကအေးဆက်နေတာကြောင့်ချက်ချင်းတာကလေးပေးသွားတာလေကွာစင်မင်းရေအမြတ်ချိုးကအောက်ဆင်ပြီးတော့ပူရှင်းခေါင်းဆောင်လာပါပြီမင်းတို့မမလေးရောမမလေးကဈေးတယ်လိုက်သွားပါလေခေါင်းဆောင်ပေးစေးလေစင်မင်းစိတ်တူလာရင်သူတို့မကအစတရားပြန်ပြီးဒေါသဖြစ်နေတဲ့သူမအစင်ကနဲ့မတူစိတ်တိုင်းမကြတာတခုခုစီရန်အနားမှာရှိတဲ့ဘသူ့ကိုမှဒေါသထွက်ပြတယ်ဒီနလအတွင်းသူမကြိုက်ရာတွေပဲစင်မဲလက်မှာပြင်နေတယ်အခုလေသူမပင်ပန်းပြီဆို၍ကျိုးဖို့လိုက်ခဲ့ချင်မှာရှင်းတော့ဘသူတွေလဲလှော့အနဲ့ရောင်ကားပေါ်မှာလူများစင်ကဆွေညူအားဖမ်းခေါ်ပြီးမင်းတို့ခေါင်းဆောင်ကိုပြောလိုက်သူမိမအသက်ကိုပြန်ရချင်ရင်မနေ့ကယူသွားတဲ့အထုပ်နဲ့ပြန်လာလေလို့ထိုလူပြောမှမီလုံစေးချင်းပြစ်ချကတန်းနေအောင်ထွက်ပြေးတော့တယ်စင်မင်းဈေးမရောက်ခင်မီလုံပြေးလာတာကိုတွေ့၍ကားထုတ်ရကမီလုံဘာဖြစ်လာတာလဲမင်းမမလေးရောလူစိုးတွေဖမ်းသွားတဲ့ခေါင်းဆောင်နောက်ပြီးမမလေးကိုရချင်ရင်မနေ့ကယူသွားတဲ့အထုပ်နဲ့ပြန်လာလေတဲ့စင်မင်းသဘောပေါက်ခါမင်းအိမ်ကိုကောင်းကောင်းပြန်စင်မင်းထူထူပြောကဖုံးထုတ်ရင်ကျွန်းမနေ့ကယူခဲ့တဲ့အထုပ်နဲ့အတူတောင်ချီကိုမြင်လိုက်ခဲ့စင်မင်းကလည်းလင်မြန်စွာထွက်ခဲ့တော့တယ်ရှင်တို့ဘသူတွေလဲဘာလို့ကျမကိုဖမ်းတာလဲဆွေညွမသိတဲ့မျက်နှာစိမ့်နဲ့လူအားမေးလိုက်တယ်ထိုအခါမှထိုလူနောက်ကသူတို့ပေါ်လာခါဘလို့လဲဆွေညွစင်မင်းအမေပေးခဲ့တဲ့ပစ္စည်းငါ့ကိုပေးသူမမေးစရာခံကသူတို့ပြောလာခြင်းကြောင့်ထွီမရှိဘူးလို့ဘယ်နှခါပြောရမလဲရှင်လူစကားနားမလဲဘူးလားသူမပြောလိုက်မှနောက်ကလူတယောက်စင်မင်းသခင်ရဲ့ဇနီးပိတာပါပြီတဲ့အကြောက်လည်းမရှိသူတို့မရချင်တဲ့ပစ္စည်းကတီတိုင်းမေးလဲရှားမှာမဟုတ်ဘူးစင်မင်းသခင်ကသူပိုင်တဲ့အရာကိုသူများထိတာမကြိုက်တော့မင်းအတွက်အန္တရာယ်များတယ်တိတ်ဟုတ်တာပေါ့ဥစကအတန်ကြရလဲကြီးမှစင်မင်းထိုးလူအားအနားလာကစင်မင်းအားတိုက်ခိုက်ကြတယ်
အချိန်တို့အတွင်းထိုလူများလဲချကုန်၍လူနှစ်ယောက်သာကျန်ခဲ့တော့တယ်အဲ့ဒီနောက်ထိုလူများကိုစစ်မင်းရချကလက်မောင်းမှာတရားရှာသွားတယ်အဲ့ဒီနောက်ရှေးများရောက်လာကထိုလူနှစ်ယောက်အားဖမ်းဆီးကြတယ်ဦးဟာကလေးစင်မင်းတိတ်ချိုက်တဲ့နှမ်းစားလေးအားသူမခေါ်ရင်မေ့လေသွားတော့တယ်လူနာကဘာမှကြီးကြီးမားမားမတိမိပါဘူးစိတ်ဖိစီးမှုလည်းမခံစားရတော့တတ်တာနေပါပြီနောက်ပြီးဝမ်းသာတဲ့တဲ့ရင်ကဦးစင်မင်းတခင်ရဲ့ဇနီးမှာကိုဝန်နှစ်လရှိနေပါပြီပြအဲ့ဒါကြောင့်ဇနီးဖြစ်သူကိုဒီထက်မကဂရုစိုက်ပေးဖို့ကျွန်တော်ပြောချင်ပါတယ်ဒါပါပဲခွင့်ပြုပါအောင်ဆရာဝန်တွတ်သွားပြီးမှတတိယလာတဲ့သူမကိုလေးအားပွေဖက်လိုက်တယ်ရှင်ဘလို့ဖြစ်နေတာလဲလှုပ်ကျမအသက်ဆွေချက်လာပြီကိုမကြခင်ကလေးပဲဖြစ်တော့မယ်ပြောလိုက်တာကလေးရဲ့စင်မင်းသူမပိုင်လေးအားပေါ့ခါအထက်ကအကောင်ပေါင်းလေးအပြင်းမြန်ထွက်ခဲ့တော့နော်ရှားတယ်ရှင်တော်တော်ကဲမွတ်ချစ်တာကိုသူမနှစ်ဖူးလေးအားစင်မင်းကပြောမိတယ်နှုတ်ဦးသားကြည်နူကအပြုံးရိပ်များတန်ကပြုံးပြုံရွှင်နေကြတော့တယ်ပရိသတ်များစဉ်ပရိသတ်ကြီးအခုနားဆင်ကြရတဲ့အချစ်ဇလံလေးကမာဖီးယားကင်တိုဆိုတဲ့ဇလံလေးရဲ့အစအဆုံးကနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel လေးကနေစိတ်ဝင်စားစရာအချစ်ဇလံကောင်းလေးတွေကိုဆက်လက်ပြီးတင်ဆက်ပေးနေဦးမှာမို့စောင့်မျှော်ပြီးနားဆင်အားပေးကြပါအောင်ရှင်နားဆင်အားပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုစိတ်ချမ်းသာခြင်းကိုယ်ဤကျမခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်